ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကျွန်မတို့ channel ကနေချစ်တော်ပရိသတ်တို့အတွက်ချစ်ဝဲထူးဇာတ်လမ်းကောင်းများစွာကိုအမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒီနေ့မှာလည်းပရိသတ်ကြီးအတွက်ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့စာရေးသူသွေးရေးသားထားတဲ့အမုံရိုင်ရိုင်အနန်းနုနုဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးတင်ဆက်ပေးသွားခြင်းပါတယ်။ကယ်ဒီယောပရိသတ်ကြီးကဝန်းဝါနဲ့တူလိုက်ပါနာဆင်ပေးပါဦးရှင်။ဟုတ်ကဲ့ရှင်ဒါဆိုခုပဲဇာတ်လမ်းလေးစတင်လိုက်ပါမယ်နော်။ရှန်ကုန်မြို့ရဲ့လူချမ်းသာရက်ွက်လေးတစ်ခုမှကျမရှင်းနဲ့မပေါင်းနိုင်တော့တော်ခင်ထားခိဆန်နဲ့လှပမှုတွေနဲ့လုံဝလက်စားတွေကတကူလုံးပြည့်ဖိဖိတောက်နေရဲ့မင်းသဘောပါဦးမင်းမြတ်တက်တော့ကြိုးသိပြီးသားစကလုံးနေမှုသိမခံစားရပါသူရဲ့ပထမဇနီးသေဆုံးသွားပြီးနောက်ခင်ထောင်လက်ထည့်ခဲ့တယ်သူရဲ့တာသမီနှစ်ယောက်ဖြစ်တဲ့မင်းချိန်ဝါနဲ့လေပြေလေးတို့အတွက်အမေနီကအစားထိုးစေခြင်းခဲ့တာပါအိမ်အောင်ကြပြီးမကြခင်ခင်ထားရုံးမာခဲ့တော့သူ့ရဲ့စီးစိမ်တွေကုန်ခဲ့ရတယ်လို့အရက်သမားကြီးဖြစ်ခဲ့ရတယ်။လေပြေလီကငိုနေတော့မင်းရှိန်ဝါအသားရပွေးဖက်ထားပြီးညီမလေးမငိုနဲ့နော်တိတ်တိတ်ညီမလေးလေပြေငိုနေတာကိုမင်းရှိန်ဝါမခံစားနိုင်ပါ။သူ့ဘမှာမမေဆုံးမသွားပြီးနောက်ဖေဖေကလည်းနောက်အိမ်နောက်ပြုစီးပွားရေးတွေပြုလည်းအရက်သမားကြီးဖြစ်မိတွေရဲ့ရုံးမာမှုတန်နေကြမှာညီမလေးကိုဂယုဆိုင်ခဲ့ရတယ်။ဟိုကောင်မလေးတိတ်ဆန်းကြက်သေးမရှိတဲ့နဲ့အော်ငိုးမနေနဲ့တော်ခင်တာစိတ်တူစွာငေါက်လိုက်တော့ခမရဘာပြောရလဲသူညမလေးကိုပြောရှာမလို့မင်းရှိန်မှာအသက်ကခုမှ73နှစ်ဆိုပေမဲ့လူကောင်ထွားပြီးယောက်ျားပြပြသားသားချော်တယ်မဟုတ်မခံစိတ်နဲ့ဒေါသကြီးတတ်တယ်အောက်မင်းကဘာကောင်မှုလို့လဲမင်းရှိန်မှာကဲဟင်တော်ခင်တာဒေါသပြင်းနဲ့ပါရိုက်ချက်ကြောင့်မင်းရှိန်ဝါရဲ့မျက်နှာတစ်ချမ်းနေရဲသွားပေမဲ့လေဒေါသမြန်ဝင်နေရပုံမပြတ်တော်ခင်တာမင်းငါသားသမီးတွေကိုထိကြမလို့ဦးမင်းမြတ်ထိုင်ရမှာထလာပြီးတားနဲ့သမီးရဲ့လက်ကိုဆွဲပြီးမင်းသုံးဖြုံစားတောက်နေတဲ့စီးစိမ်နေရသူတစ်ပါးရဲ့မျက်ရည်နဲ့ဘဝတွေဆိုတာမမေ့ပါနဲ့အမလီမမေ့ပါဘူးတော့မြန်မြန်ကြွဒေါခင်ထားကတော့အပျော်ကြီးပျော်နေမိတယ်သူမခိုးယူထားတဲ့စီးစိမ်တွေကမနေသလိုသူမရဲ့ယောက်ျားအစ်စ်ဆိုတာကလေကိုညီမလေးတို့ကဒီမှာနေရမှာလားရိုင်နဲ့အိမ်စုပ်လေးကိုချီပြီးလေဘေလေးကမျက်နှာလေးမဲကပြောလိုက်တော့ခဏလေးမှညီမလေးရဲ့နောက်တော့အရှင်အိမ်ကြီးမှလို့ပြန်နေရမှာပေါ့မင်းရှိန်ဝါစိတ်မကောင်းဖြစ်သွားပြီလေမွေးကလေးကဖဲမွေးရထမအိတ်ခေးရတဲ့ညီမလေးကဲတားနဲ့သမီးလာအိမ်ထဲဝင်ပြီးပစ္စည်းတွေနေရချဦးမင်းမြတ်တပ်ပင်ချပြီးတားနဲ့သမီးကိုအိမ်ထဲလှမ်းခေါ်လိုက်တယ်ဒီလိုအိမ်လေးမှာတားနဲ့သမီးနေလို့အဆင်ပြေပါမလားရှေ့စရာမယ်ဘဝခီးကကြမ်းတမ်းလွန်လာတယ်အိမ်နေရင်နဲ့ညီညွတ်ကတစ်ဖက်ကိုဆောင်းသွားရဲ့ညီမလေးကိုရက်တောင်ခတ်ပေးနေရဲ့မင်းရှိန်ပါညီမလေးကအိယာပြောင်းဆောင်မှုအတော်နဲ့မအိတ်တယ်လို့ချင်းနေရလဲတအားပေါ်လာတယ်ပူအိုင်းနေမှာစိုးတာကြောင့်သူရက်တောင်လေးခတ်ပေးပြီးညီမလေးနာရှိနေတယ်အချိန်နေကြာသွားပြီးဘယ်လိုအိပ်ပျော်သွားလဲမသိမနဲ့မိုးလင်းတော့အဖေကလာနိုးမှသူအမြန်အိယာထပြီးမျက်နှာတင်လိုက်တယ်တာကြီးကိုအဖေပြောရှာရှိတယ်မင်းရှိန်ဝါနဲ့လေးပြေထမင်းစားနေရင်မို့အဖေပြောစကားကိုခက်ထားရက်ပြီးနားထောင်နေမိတယ်သမီးငယ်လေးကိုဒီရက်ကွက်ကကြောင်းမှထားပေးမယ်။တာကြီးကတော့ကြောင်းတက်ဖို့မလွယ်ဘူးကွယ်။ဦးမင်းမြတ်မပြောမဖြစ်လို့သာပြောရပေမဲ့စကားတွေကစိုးနေနေတယ်။ရှင်ထဲမှာမကောင်းသူ့ရဲ့မိုက်ပြအတွက်တာသမီးတွေကန်ဆိုးရရှာတယ်။ဟုတ်ရပါရဲ့ဖေ။ညီမလေးကိုကြောင်းဆက်တက်ခိုင်းရင်ပဲတားပြော်ပါတယ်။မင်းရှင်ကနားလေပါတယ်။ဒီလိုချင်းဒီမှာသူ့အတွက်ဆိုတာထက်ညီမလေးကိုပဲအဆင်ပြေစေချင်တယ်။ဒါပေမဲ့ရှင်နေကအမုန်းနေရတော့ကိုပြန်မသွားနဲ့နော်ညီမလေးကြောက်တယ်နေပေလေးကအခုမှကြောင်ပြောင်တတ်တာမို့တငယ်ချင်းတွေမရှိပဲကြောက်နေရှာတယ်အင်းမညီမလေးကိုမထားခဲ့ဘူးကိုဒီနာကပဲစောင့်နေမယ်နော်မင်းရှိန်ကဖြူစိမ်းလေးနဲ့ချစ်စရာကောင်းတဲ့ညီမလေးနှစ်ဖူးအသာနှမ်းကပြောလိုက်တော့မှဟုတ်လေပြာဟုတ်လို့ပြောပြီးကြောင်မုန်းနဲ့ကိုအပြေးလေးသွားတော့မင်းရှိန်ကစိတ်ပူစွာငေးကြည့်နေမိတယ်ကြောင်အစ်မှာအစင်မပြေပါလိစဟေးကူချပါအောင်နေခင်ထမင်းစားချိန်ကြောက်စင်းခံနေမှုညီမလေးကိုမျောနေသောမင်းရှိန်ပါနောက်ကနေကောင်မလေးကြောက်တန်ကြတော့လှည့်ကြည့်မိတယ်ဈေးဘန်းထဲမှာဘာတွေမှသူမသိပေမဲ့လေကောင်းမော်ရွက်ထားရတော့တော်တော်လေးမှမှန်တော့သိသားတယ်ဟဲ့လူဘာငီးနေရလဲကူးချပေးအောင်လေသူကောင်မလေးကစိတ်မရှိသလိုပြောလိုက်တော့မှအော်ဟုတ်မင်းရှိန်ကသူနဲ့ရွှေလူလောက်ဖြစ်မယ်ထင်တယ်တနက်ခါရီဖွေးသားနဲ့အသားညွန့်ညွန့်လေးကျေးဇူးပါဗျာမဟုတ်စားအောင်လားသူကောင်မလေးကဈေးဘန်းကိုအောက်ချပြီးကျေးဇူးတင်စကားပြောကမုတ်ကျွေးနေတော့ဟုတ်တော့ပါပြီမင်းရှိန်ကအသားရပြုံးမြင်ညင်းလိုက်မိတယ်အပါအတော်ချောတဲ့အကိုကြီးပဲပြုံးနေရလေးများချစ်စရာလေးခိုင်စပဲဆိုရဲ့သူမလေးကတရက်ကွက်ရဲ့အမွေစိန်ဆိုရင်လည်းမှမအမေတစ်ခုသမီးတစ်ခုဘဝမှုပြင်ပန်းစွာရုန်းကန်နေရတယ်
ကြောင်စေရောင်းတယ်လို့အလုတ်ကျန်းနေဆိုလဲမငင်းနိုင်ပါအမေကလည်းချူချတယ်စေဘဘလောက်ကုန်ပါစေသူမဘွားမှာအမေတီတာအရှိကြီးဆုံးထူးထူးဆန်းဆန်းဒီနေ့မှခက်ချိုးချိုးအကိုကြီးကြောင်းနဲ့လာတွေ့နေတယ်အကိုကြီးလို့သာတွေ့ရတာအသက်လည်းတိတာမဟုတ်ပါအရဲရှိရှိနဲ့ယောက်ျားပီလာလော်နဲ့ကိုလေပြေကြောင်စင်းချိန်ရောက်တော့မင်းရှိန်ဝါစီကိုပြေးလာခဲ့တယ်ပိုင်လဲစနေပြီဖြစ်တယ်ညီမလေးကြောင်တက်ရတာအဆင်ပြေရဲ့လားတငယ်ချင်းတွေရောရရဲ့လားဟုတ်ကိုတငယ်ချင်းတွေရခဲ့တယ်ကိုညီမလေးပိုက်စားတဲ့မုံဝဲကြီးပါလားယင်လေပြေလေးကချဲလိုက်တော့ဟုတ်ပါပြီညီမလေးကဘာစားချင်တာလဲမင်းချိန်ဝါသဘောကျတယ်လို့ပြုံးကပြန်မေးလိုက်တော့အမုတ်စားချင်တာစောနာကောင်းမလေးပန်းနေရမုတ်ကိုလက်ညှိုးထိုးပြလိုက်တော့မင်းချိန်ဝါမျက်လုံးပြူသွားတယ်ဒါကဘာမုတ်လဲပြီးတော့ဘလောက်လဲမင်းချိန်ဝါညီမလေးကိုလက်ကိုတွဲကမေးလိုက်တော့တာမုတ်တဲ့ဆောင်လေးတစ်ခွက်မှ200ခိုင်စပယ်မိုးလက်ဆောင်မသိတော့ထိုမောင်နှမကိုအံ့ဩသွားတယ်ဟင်200မင်းချိန်ဝါအံ့ဩသွားရပြန်တယ်ဟုတ်တယ်လေ200နဲ့ထိုမုတ်ကိုသူမစားဘူးပါဘာလဲဈေးကြီးလို့လားမဟုတ်ပါဘူးအမို့တစ်ခုပေးပါခိုင်စပယ်ကတော့ကျင်းနဲ့စွာပြုံးရွှင်ရင်းနဲ့ထိုလိုပြောလိုက်တော့မုတ်လက်ဆောင်တစ်ခွက်ကိုပေးလိုက်တယ်ဟေးမျက်နှာတင်းနေရင်ဘေးအရာအတန်ကြတော့မင်းချိန်ဝါလှည့်ကြည့်လိုက်တော့ဟေးမနေ့ကဈေးတယ်ကောင်းပါလေဘာလဲလို့သူမေးဆက်ခါမေးလိုက်တော့အကိုကဒီအိမ်မှာနေရလားခိုင်စပယ်ကပျော်နေရင်ထိုကိုကြီးကဒီအိမ်မှာနေရဟုတ်နေရင်သူမအတွက်တငယ်ချင်းဖော်ရရမယ်လေဟုတ်တယ်မင်းချိန်ဝါစကားကိုတူတူပြက်ပြက်ပြောလိုက်တော့ထိုကောင်မလေးကမျက်စောင်းထိုးပြီးအကိုနာမည်ဘယ်လိုခေါ်လဲရင်ညီမကခိုင်စပယ်သူမကုကုကိုမိတ်ဆက်ပြီးအကိုနာမည်မှာထည့်မေးလိုက်တော့မင်းချိန်ဝါသူ့နာမည်ကိုပြောပြီးနောက်အိမ်ထဲပြန်ဝင်လာခဲ့တယ်ခိုင်စပယ်ဆိုရဲထိုကောင်မလေးကိုတော့သဘောကျမိတယ်အမြဲတမ်းအတေးဖြစ်ကပြုံးနေပါတယ်အဖေအလောက်သွားအောင်မေတာကြီးသမီးငယ်လေးကိုတေချာကြူးဆိုင်နော်အိုမေမြက်မနှက်စာစားပြီးအလောက်သွားဖို့ပြင်ကတေချာမနေရဲ့သူဘာလုံးနေလဲဆိုတာကိုသားသမီးရင်မသိစေချင်ပါသားသမီးတွေလည်းမခိုင်ရပါဟုတ်အဖေဟုတ်ကဲ့ဖေမေးချိန်ဝါနဲ့လေပြေတလီတစားပြန်ဖြေလိုက်တယ်အိုမေမြက်အလောက်ကိစ္စနဲ့အပြင်ထွက်သွားတော့လေပြေကိုကြောင်းပို့ဖို့ပြင်ဆင်နေချိန်အေးရှင်တို့အကိုအေးရှင်ကအော်တန်ကြတော့မင်းချိန်ဝါထက်ကြည့်လိုက်တယ်ခိုင်စပယ်ဆိုရဲကောင်းပါလေဘာကိစ္စလဲမင်းချိန်ဝါပြန်မိလိုက်တော့ခိုင်စပယ်နည်းနည်းရှိုးထူရှန်တန်ဖြစ်သွားတယ်ညီမလေးကိုကြောင်းသွားပို့မှာမလားအဲ့ဒါခိုင်တခါရဲ့ခေါ်သွားပေးရမလားခိုင်စပယ်စကားကိုညင်းမဲ့အလုံးမှာဖေကြောင်ကိုစဉ်းစားပြီးတော့ကျေးဇူးပဲမင်းချိန်ဝါညီမလေးလေးပြိုမေးလိုက်တော့ညီမလေးလည်းလိုက်မယ်ပြောတာကြောင့်လေသူထည့်လိုက်တယ်အိမ်တကားတွေကိုပိတ်ထားခဲ့ပြီးတနေရာကိုထွက်လာခဲ့တယ်ဟိုးမလွယ်ဘူးဗျဦးမေမြတ်ကစိုက်ကားကိုရှင်းလိုက်ပြီးတအားကျနေတဲ့ချွေးရဒုက္ခညှင်းညူလိုက်တော့ကျင်သားမရသေးလို့ပါဗျာကျုပ်တို့ကတော့ဒီအလုံးနဲ့အသက်ဆက်ခဲ့ရတာဆိုတော့မပင်မတော့ဘူးဗျာဘေးနာအဖေကပြောတာလေဟုတ်နေရပဲလေစိုက်ကားအားလားရှင့်နောက်ကမေးတဲ့ကြတော့ဦးမေမြတ်လှည့်ကြည့်လိုက်တယ်ခဝဝအမျိုးသမီးတောင်ဈေးချင်းတွေအပြည့်နဲ့ဖြစ်တယ်ဟုတ်အားပါတယ်ဘယ်ကိုပို့ပေးရမလဲဗျသူမငင်းနိုင်ပါသားသမီးရဲ့မျက်နှာပြက်မြင့်ရောက်ပြီးလေးကန်နေတဲ့ခြေောက်တွေမရက်တတ်နိုင်ပါချွေးဆက်တွေကသားသမီးရဲ့မျက်ရည်လောက်သူ့ကိုမပူလောင်စေပါဘူးလေမင်းချိန်ဝါခက်လန်းလန်းရနေကြည့်ပြီးမျက်ရည်ကျမိတယ်အဖေကစိုက်ကားနှင်းကသူတို့တွေကိုကျွေးမွေးဆောင်ရှောက်ဖို့လုပ်နေရတယ်အေကွန်ခန့်မှာအငိမ့်ထိုင်ကစီမံအုပ်ချုပ်ခဲ့တဲ့အဖေအခုချိန်မှာတော့နေပူပူမှာချွေးဆက်တွေနဲ့ဒါဘဝဆိုရင်သူ့မကြည့်နဲ့ပါကန်ကြီးကတစ်ခါလောက်တော့မျက်နှာသာပေးပါစားပြီးရင်ပတ်စံတော့ပေးရမှာလေခိုင်စပယ်ဒေါသတွေထွက်ပြီးတဆက်ဆက်တုံနေရဲ့အမှုသမားညောက်ကမုန်းလာစားပြီးပတ်စံမပေးတော့ဒေါသမထွက်ပဲနေနိုင်ပါမလားဟဲ့ကလေးမအသားမနာချင်းငိမ့်နေအယံမူးနေတော့ကြောင့်အသေးတရားတွေချိုးတယ်နေရဲ့ကိုသမီးရွှေလောက်ကိုစာနာတနာကောင်းရမယ်မသိခဏတော့ဘာလုပ်တာလဲဗျမင်းချိန်မှာညီမလေးကိုလာကြိုချိန်မှာပြဿနာစီးကြိုနေတယ်အဖေကိုကြီးကမျက်ရည်ကြားခဲ့ရပေမဲ့လေအခုချိန်မှာဒေါသအဖြစ်ပြောင်းလဲသွားတာမို့အကူခိုင်စပယ်ရုပ်တရက်ရောက်လာတဲ့မင်းချိန်မှာကိုအံ့ဩသွားတယ်ဟဲ့အောင်ကလေးစုံလေမင်းငိမ့်နေမင်းနဲ့မဆိုင်ဘူးနာကျင်လို့လားစကားပြောရင်လက်ဝါးနဲ့ပါရိုက်ခံရတော့မင်းချိန်မှာဒေါသပြီးဟုန်ကနေတောက်သွားပြီးကွာဘေးနာတက်ကိုင်း6ကိုဆွဲပြီးခေါင်းနယ်ကြီးဖြစ်ရိုက်ဖြစ်တယ်အကူလွန်မယ်နော်အကူတော်ပါတော့နော်ခိုင်စပယ်လက်ကိုပြေးဆွဲပြီးတားလိုက်တော့မှမင်းချိန်မှာဒေါသတွေနဲ့တောက်ခေါက်မိတယ်တကယ်လက်တွေးဘွားဟာကြမ်းတမ်းတယ်စင်ရသားတို့ဘွားဟာပိုကြမ်းတမ်းတယ်လောကတန်ကိုဒေါသနဲ့တိတ်တိတ်ရင်ဆိုင်ရတော့မယ်တာကြီးဟင်းနေထဲ့စားလေ
။ဦးမင်းမြတ်တာရီမင်းရှိန်ဝါမျက်နှာမကောင်းပဲထမင်းဝိုင်းမှာမြင်ရတော့ဘာဖြစ်နေရလဲလို့တွေးမိတယ်။မင်းရှိန်ဝါအနေနဲ့မနဲ့ခင်ရမြင်ခွင့်ကိုပြန်မြင်ရောက်ပြီးထမင်းစားရမှာရှင်စုနေမိတယ်။အဖေရဲ့သွေးဆက်တွေနဲ့ဖန်တီးထားတဲ့ထမင်းတွေဒါအလုံးလုံးချင်တဲ့အဖေမင်းရှိန်ဝါစိတ်ကိုဆုံးဖြတ်ကပြောလိုက်တော့မဖြစ်နိုင်ဘူးတာကြီးမင်းကတအားငယ်သေးရဲ့အလုံးလို့ဖို့အချိန်မတန်သေးဘူး။ဦးမင်းမြတ်တာကြီးကိုအလုံးမလုံးစေချင်သေးပါ။တာကြီးပင်ပန်းမအောင်မကြည့်ရပါ။အလုံးလို့ဖို့အချိန်တန်နေဆိုတာအသက်အရွယ်နဲ့မဆိုင်ဘူးဖေဒါကဘဝနဲ့ဆိုင်နေတားတို့မိသားစုတွေကိုတားကူညီခြင်းနဲ့မင်းရှိန်ကအချက်ကြပြောလိုက်ပေမဲ့မဖြစ်နိုင်ဘူးတာကြီးဖေခွင့်မပြုဦးမင်းမြတ်ကပြက်ပြက်သားသားပြောပြီးထမင်းဝိုင်းကထွက်သွားခဲ့တော့မင်းရှိန်ကငေးငိုင်ပြီးကြံ့နေခဲ့ရတယ်သူ့အဖေစကားကိုမလွန်ဆိုင်ရဲပါမနက်ခင်းရဲ့နေအောင်ချင်းနဲ့တူလောကကြီးဟာတက်ဝင်လှုပ်ရှားလာခဲ့တယ်။သူငါဘဝကိုစီအသက်ရှင်ချမ်းသာဖို့ရအပြိုင်အဆိုင်လှုပ်ရှားရုန်းကန်ရတယ်။လောဘဒေါသမောဟတွေနဲ့တနေ့တာကိုစတင်ကြရသည်သာမင်းရှိန်ဝါထမင်းချက်ကအိမ်ထဲမှာကြောက်တဲ့တွေးနေစဉ်အကူအမော်တကြီးပြေးလာရင်အော်ခေါ်လိုက်တဲ့ခိုင်စပယ်ကြောင့်မင်းရှိန်ဝါစိုးရင်စိတ်ပြည့်အိမ်ထဲကပြေးထွက်ပြီးဘာဖြစ်တာလဲခိုင်ညီမလေးတခုခုဖြစ်တာလားမဟုတ်ဘူးကိုအကူဖေမူလဲသွားလို့ခိုင်စပယ်စကားဆုံးမှာဖေနားမှာလေအခုဘာမှလဲခိုင်မင်းရှိန်ဝါထိတ်ခနဲ့ရှင်းတုံသွားတယ်အဖေသားတခုခုဖြစ်သွားခဲ့ရင်သူတို့မောင်နှမဘွားမတွေးရဲပါစိုက်ကားခိတ်မှာအကူခိုင်စပယ်စကားဆုံးတာနဲ့မင်းရှိန်ဝါတရှိန်တုံပြေးထွက်သွားမိတယ်ရှင်ထဲမှာဆူတောင်းမိတာကအဖေဘာမှဖြစ်ပါစေနဲ့ကံကောင်းစွာနဲ့အဖေဘာမှဖြစ်ပေမဲ့လေလှုပ်လှုပ်ရှားရှားတော့လုပ်ဖို့မလွယ်ကူတော့ပါအရက်တောက်ခဲ့တော့တန်နေပင်မမလုပ်ခဲ့ရခဲ့တော့ဘဝမလို့အခုလိုတအားပင်မဲစွာလုံးတော့လူဝါစိတ်အလိုကိုမလိုက်နိုင်ခဲ့ပါအခုချိန်မှာတော့မင်းချိန်ဝါရဲ့ပခုံးပေါ်မှာမိသားစုရဲ့တာဝန်ကြီးကကြာလာခဲ့ပြီမို့မနက်လင်းတွေကစောင်းတော်ကြီးစိုက်ထဲမှာအလုံးဝင်နေတဲ့မင်းချိန်ဝါတကူလုံးကြိုက်ခဲနေတယ်လို့တနေကုန်လုံးမှ9000သာရတယ်တပားသူရဲ့အတွက်တော့အပေါ်ရန်တုံဖြုံးနေတဲ့ငွေပမာဏလေးပဲဖြစ်တယ်သူ့အတွက်တော့ဒါမိသားစုအတွက်အရေးပါပါတယ်အခုပြန်လာပြီလားအိုဗာရိုင်းစင်းနေရဲ့မင်းရှိန်မှာအိမ်ကိုည7 နာရီလောက်မှပြန်ရောက်လာပြီမဲ့အိမ်မှာမှောင်မဲမဲထဲမှာဖျောင်းနိုင်မီလေးထုံးကထိုင်ဆောင်နေတဲ့ခိုင်စပယ်ကြောင့်အံ့ဩသွားတယ်ညီမလေးနဲ့အဖေရောမင်းရှိန်ကမေးလိုက်တော့အိတ်သွားပြီကိုညီမအခုပြန်လာတာစောင့်နေရခိုင်စပယ်အနေနဲ့ညီမလေးလေးပြေကိုတန်ရုံးစင်တွေ့မိတယ်သူမကတဲဝီးသွားသမီးမို့ညီမအကိုမောင်လေးဆိုရင်မမောတယ်လေဟုတ်တယ်ခိုင်နောက်နေ့မဆောက်ပါနဲ့နော်ပတ်ဝန်းကျင်ကပြောစာဖြစ်လိမ့်မယ်ဟုတ်ပြီလားမင်းချိန်ကပြောလိုက်တော့ဟုတ်ညီမပြန်တော့မယ်နော်လာအကိုလိုက်ပို့ပေးမယ်အိမ်ရှိထိမင်းချိန်မှာခိုင်လေးအိမ်ထိလိုက်ပို့ပေးပြီးနောက်အေးဆက်ထမင်းနေနဲ့ဟင်းကြံလေးကိုစားလောင်စားပြီးပင်မဲစွာအိတ်လိုက်မိတယ်လောကတန်ကိုချနေဖို့သူအာတင်ထားရအောင်မယ်အားလုံး override ဆင်းရမယ်ဟိအလုတ်သမားခေါင်းဆောင်အော်တန်းဆောင်နေညိုချင်းပင်မနွယ်နဲ့နေရဲ့အလုတ်သမားတွေညင်းညူမိကြတယ်။စင်ရဲသားမို့အလုတ်ကျန်းလုပ်ရတယ်။တောင်ထက်ပြီးမညာမတာခိုင်းကြကြတယ်။ဟဲ့လူခမလူရောဟုတ်သေးရဲ့လား။မင်းချိန်မှာသိမခံနိုင်တဲ့အစုံထပြောတော့ဟဲ့ကောင်မင်းဘာပြောပါလဲပြန်ပြောစမ်းအလုတ်ပြုတ်သွားခြင်းလို့လား။အလုတ်သမားခေါင်းဆောင်စကားအားလုံးထိတယ်။ဘယ်သူမှတုံမလှုပ်ရဲပါ။မိသားစုခက်ခဲတွေကမာနကိုချိုးနှိမ်ထားရတယ်လို့မတရားမှုကိုလည်းသိခံရတယ်။ဒါစင်ရဲသားတွေရဲ့ဘဝလူရောဟုတ်သေးရဲ့လားလို့ဒီလောက်ပင်ပန်းနေတာထက်ခိုင်းကျင်သေးရလားမင်းရှိဝါအနောက်လူသမားကောင်းဆောင်တိုးကပ်လာခြင်းဟေးဘာဖြစ်ကြရလဲတည်ငြိမ်တဲ့အတန်နဲ့အော်မေးလိုက်သူကဒေါ်မြနန်းတွေစောင်းလို့ရေးစိုက်ကြီးရဲ့ MD ဘာမှဖြစ်ပါဘူး MD အလုသမားကောင်းဆောင်ပြတာသွားရတယ် override ကိစ္စအောင် MD သိလို့မဖြစ် override ကြီးတက်မှတ်ခါခိုင်းဖို့ project ချထားပေမဲ့သူဟာတပြားမှမပေးပဲအလကားခိုင်းနေရမှုချတဲ့မင်းပြောဘာဖြစ်တာလဲ MDR တို့ကိုအတရားရထားတာမဟုတ်တဲ့ဒေါ်မြနန်းတွေကလူကဲခန့်မညံ့မှာပြဿနာတစ်ခုခုရဲ့အရှိတ်ချင်တွေကိုမြင်ရတာမို့မင်းရှိန်ဝါကိုမေးလိုက်တော့ကျွန်တော်တို့ override ဆင်းရတာ9ရက်ရှိပြီအန်ဒီတနေ့ကုန်ပင်မလဲ override မဆင်းလောကခမပေးဘူးပြီးတော့ override ရလဲ4နာရီကြီးခိုင်းတာပတ်စံလည်းတပြားမှပို့ပေးရမဟုတ်ဘူးမင်းရှိန်ဝါပြောလိုက်တော့ okay အားလုံးကိုအလုပ်သိမ်းလိုက်ပါလွန်ခဲ့တဲ့4ရက်စာ override ကြီးပါတခါရဲထုတ်သွားကြချတဲ့လက်ပြန်ရုံးကန်းလာခဲ့MD စကားကြောင့်အားလုံးပြော့သွားပြီမဲ့မင်းချိန်ဝါကတော့မပြောနိုင်သေးပါရုံကန်းကိုခေါ်တော့သူ့ကိုအလုတ်ထုတ်တာဆိုရင်တော့မတတ်နိုင်ပါသူဘာအောင်မှတွေးကြောက်နေဖို့မအားပါဒါကလူဘဝမင်းချိန်ဝါ MD ရုံကန်းရှိရက်ခါတကားခောက်လိုက်တော့ဝင်ခဲ့တော်မြနန်းတွေစင်းနေစစ်နေရင်ဝင်ခဲ့ဖို့အတန်ဖြူတယ်ကျွန်တော်ရောက်ပါပြီ MD မင်းချိန်ဝါလက်နောက်ပြစ်ခါအရှိုးသေးပေးလိုက်တယ်ထိုင်တော်မြနန်းတွေစင်းရင်စင်မပြတ်ပဲထိုင်ခိုင်းလိုက်တယ်သူ့အနေနဲ့
မင်းရှိန်ဝါကိုစမ်းသက်စာပဲရှိတယ်တော်မြနန်းတွေဆိုရဲသူမဟာမင်းမျိုးမင်းတွေမိသားစုမှာပေါက်ဖွားလာတဲ့သမီးငယ်လေးတယောက်ဖြစ်တယ်ကြည်ကြည်တက်ချမ်းသာတဲ့မိသားစုကြီးမှာအောင်မြင်ကြီးမရဲ့လုပ်ငန်းကြီးတွေပိုင်ဆိုင်ထားတယ်လို့အင်မတန်တော်ပြီးအပြိုင်လောဘကြီးရဲ့သားသမီးမောင်နှမတွေလည်းရှိတယ်။ဒါကလည်းရလေလိုလေလောဘသားတွေရဲ့လူဘဝလေး။သူမရဲ့အကိုညောက်ကမိဘရဲ့မရှိတော့တဲ့နောက်ပိုင်းသူမလုပ်ငန်းကြီးကိုအပိုင်သိမ်းဖို့ကြံစည်လာကြတယ်။ဟန်ဆောင်ပြုံးနေနဲ့ရုံမာနေရကိုသူမရှိမိခဲ့တော့ဝှက်ဖဲတစ်ချက်လိုအပ်လာခဲ့တယ်။ပြောရမရှိရင်ကျွန်တော်ပြတ်ပဲ MDစောင့်နေရတာတနားရီကျော်လောက်တော့မင်းချိန်မှာစိတ်မရှိပါသူစကားကြောင့်တော်မြနန်းတွေပြုံးမိပြီမင်းအသက်ဘလောက်လဲပညာအရေးချင်းကအောင်သူမရဲ့စကားတွေအပိုလိုမပါတယ်လို့လေတန်းကလည်းတည်ငြိမ်လို့နေ16နှစ်ကိုရန်းအောင်ပြီးမိသားစုအစင်မပြေလို့ကြောင်ဆက်မတက်နိုင်ပါဘူး MD မင်းချိန်မှာအတီးကြပဲပြန်ဖြေတော့အတော်ငယ်သေးတာပဲထားပါတော့မင်းကိုအလုသမားကောင်းဆောင်ခန့်ထားမယ်ဘလို့လဲတော်မြနန်းတွေထောချတိတ်နေရဲ့အရေးချင်းကိုစမ်းသပ်ခြင်းနဲ့ဟုတ်လုံးနိုင်ပါတယ်မင်းစိန်ဝါကလည်းစိတ်တက်ပါတယ်တွေ့ပြီးကြောက်နေတာမျိုးသူ့မှာမရှိမလုံးနိုင်တာနဲ့မလုံးနိုင်သေးတာပဲကြွားတယ်လေโอเคရှင်းတာက PA စုမျက်စီကအလုသမားဆင်းနဲ့အလုလုပ်ရမယ့်ပုံစံတွေသိချမိသွားတော်မြနန်းတွေပြောပြီးရနဲ့စင်ရင်ပြန်ဆက်နေတော့မင်းစိန်ဝါလည်းအလိုက်တတိထွက်လာခဲ့တယ်အကူခိုင်လေးကိုခေါ်ရဲဆိုညီမလေးကပြောလို့ဟုတ်တယ်ကိုလိုကရာဦးတိုးလာလို့ခိုင်တို့သားမေးကိုတမ်းမောက်ကျွေးကြလို့မင်းရှိကကော်ဖီဖြော်နေရင်ပြောလိုက်တော့ဟဲတကယ်လားကူပျော်စရာကြီးပေါ့နော်အပျော်လွန်သွားပုံရတဲ့ခိုင်လေးမျက်နှာကြောင့်မင်းရှိကပြုံးမိတယ်တကယ်ကလေးမခလေးလေးပါလားနော်ဒါနဲ့ခိုင်လေးကြောင်စင်မရောက်တော့ဘူးဆိုလို့ဘာလို့လဲမင်းရှိကညီမလေးကပြောတာကိုတတိယတော့မေးလိုက်တယ်ဘာမှမဟုတ်ပါဘူးကိုရဲ့ခိုင်လေးရောက်တာပြင်းလို့ခိုင်စပယ်ပေါ့ပေါ့ပါပါသာပြောလိုက်ရပေမဲ့ရှင်ထဲမှာမကောင်းမိပါသူမကိုလိုင်းနောက်ရှက်နေတဲ့သူတွေရှိနေရအကိုတီလို့မဖြစ်အကိုကဒေါသကြီးတာမို့လို့ပြဿနာဖြစ်မကောင်းနိုင်ပါဟုတ်ပါပြီဟိုမှာတန်ပေါက်နှစ်ပွဲသွားယူခြင်းအမေကိုလည်းဂယူးဆိုင်ဟုတ်အကိုခိုင်စပယ်တန်ပေါက်နှစ်ပွဲယူပြီးအပြေးလေးပြန်သွားတော့မင်းချိန်ကကော်ဖီတောက်ရင်တစ်သားချောင်းလေးကိုဓာတ်နဲ့တနေမိတယ်လောကနူးညံ့နေလို့မရမြေခွေးရည်စားထဲမှာကြားတစ်ကောင်လိုနေနိုင်မှသာအသက်ရှင်နိုင်မယ်လေညီမလေးကိုနဲ့လိုက်ခဲ့ပါလားဈေးမနှဲပါဘူးကားပေါ်ကလူငယ်တတိုက်ရဲ့ရှိသက်တဲ့စကားပေကြောင့်ခိုင်စပယ်ဈေးပန်းလေးရွက်ထားရင်ရှက်စေးကြောင့်မျက်နှာလေးနေပြီးအသားပေတက်ဆက်ဆက်တုံနေရှာတယ်ဟေ့ညီမလေးကိုကြီးရို့နဲ့စကားတော်ဆုံးအောင်ထပ်မပြောနိုင်မင်းခေါင်းမာသွေးဖြာထွက်သွားတယ်ဟောမိဖာကောင်လေဟေ့ရမိဘာလဲကွာကားပေါ်မှာလူပေါ်ကျော်တထေးသားတွေဆင်းလာတော့မင်းချိန်ကနှစ်တေတုတ်ကိုခက်ဆားဆားကင်ထားတယ်ခိုင်စပယ်ကတော့အတန်ထွက်ပြီးမငိုနိုင်မင်းမျက်ရည်ကျနေရှာတယ်ငါဘာကောင်းလဲမမေးနဲ့မင်းတို့ဘာကောင်းနေလဲ तू ကမင်းတို့ညီမလေးအရွယ်ကွာမကူညီနိုင်နေမနှောက်ရှက်နဲ့ငါနာမည်မင်းချိန်ကွာတိုက်တယ်လို့ရှင်းလို့ရတယ်စိတ်တူတူနဲ့ကားမှန်ကိုရိုက်ခွဲတော့ငနေသားတွေလန့်နေတယ်သူတို့မှာပတ်စံနေရှိတယ်ကောင်မလေးရှိတယ်ဘာမှမရှိရဲ့စင်းရင်သားလူမိုင်းနေတော့ရှင်းမမှိုက်ရဲပါမင်းတွေ့မယ်ဟဲ့ပါစနဲ့သာကျင်းသွားပြီးကားမောင်းထွက်သွားတော့မှမင်းချိန်ကခိုင်လေးကိုအตาရပခုံးကဖေးมาပြီးမငုံနေတော့ခိုင်လေးထတော့အကိုရှိတယ်နော်ထဟုတ်ခိုင်စပယ်အကိုလက်ကိုတွဲရင်လုံကြုံတွေထွေးရဲ့ခန်းစားချက်ကိုခန်းစားမိတယ်တရားတွေကိုကူးတာပြီးရဲ့ဆေးလိုသူမအတွက်ထိုးလက်လေးကိုအမြဲတမ်းတွဲထားခြင်းမိတယ်ဇေယောက်ပြီးပြီမလားအိမ်ကိုတန်းပြန်တော့နော်အကိုလှုပ်သွားအောင်မင်းချိန်မှာပြောလိုက်တော့ဟုတ်အကိုပယူးဆိုင်အောင်နော်ခိုင်စပယ်စိတ်ပူစွာပြောနေတော့မင်းချိန်မှာအตาရပြုံးပြပြီးအင်းတို့ပြောကအလုတ်ကိုထွက်လာခဲ့တယ်မမရေလေပြေလေးကငွေရင်ပြေးလာနေတော့ခိုင်စပယ်ထိတ်ခနဲ့ဖြစ်သွားမိတယ်ဘာဖြစ်တာလဲညီမလေးဘာဖြစ်လို့လဲဖေအဲ့နေတာပြီးတော့ငိုးနေတယ်လေပြေလေးကခလေးဆိုတော့ရေရရမပြောတတ်ပါဒါပေမဲ့ခိုင်စပယ်အမြဲဆုံးပြေးထွက်လာခဲ့တယ်ဖေဟာဦးဘာမှဖြစ်ပါစေနဲ့အကူကလည်းအလုတ်သွားနေတာဦးခိုင်စပယ်လဲကျနေတဲ့ဦးမင်းမြတ်ကိုပြေးလေးတွဲထုတ်ပြီးခေါ်နေပေမဲ့ဦးမင်းမြတ်ကတိတ်မလုံနိုင်ပါသူမအိမ်ကိုစုထားတဲ့ပတ်စံလေးပြေးသွားယူပြီးလေပြေလေးကိုမေနဲ့ထားခဲ့ပြီးဆေးရုံကိုပြေးတယ်လူနာရှင်နက်စမခေါ်တဲ့ကြတော့ခိုင်စပယ်ဖျားစာရွတ်နေရင်မှရှိပါရဲ့ရှင်လာပါပြီပြန်ထူးကအပြေးလေးဆေးကောင်တာကိုလာခဲ့တယ်ဆေးဘိုး2သိန်းသွင်းရပါမယ်အထူးကုကုန်ရင်9သိန်းကုန်ပါမယ်နက်စမလေးကရှင်းပြစဉ်အထူးကုခေါ်မနေနဲ့လေမင်းလူနာရှင်ခြေနေကိုလည်းအရှင်ကြည့်အောင်နက်စမလေးပြီးနာမန်နေဂျာဖြစ်ရတဲ့လူကြီးကပြောလိုက်တော့ခိုင်စပယ်ဒေါသထွက်သွားတယ်ဒီမှာရှင်လူနာရှင်ရဲ့ငွေကြေးကိုခံမှန်းမဲ့စားလူနာကိုဘယ်ဆရာဝန်နဲ့ဘလို့ကုမလဲရှင်မတွေးမိအောင်ငွေမဲ့နေရလားခိုင်စပယ်ပြောရဲ့စကားကြောင့်ထို့လူကြီးရှက်စိတ်နဲ့ဒေါသထွက်ပြီးမင်းဘာစကားပြောရလဲခလီမ
ငွေစကားမပြောရအောင်မင်းဘလောက်ချမ်းသာလဲထိုလူကြီးကရှက်ရှက်နဲ့ပြောမိတာစွတ်ပြန်နေတော့ရှင်အထေသေးတာပဲရှော့လွယ်စုပ်တရားနဲ့ငွေ9သိန်းကိုထုတ်ပြီးပြက်ပေါက်လိုက်တော့ငွေတွေကလေရဲပြန့်ကျဲသွားတယ်ထိုရဲ့ချိန်မှာမင်းတို့စေယုံကတီးလို့လားတော်မြနန်းတွေရဲ့ခနဲ့တက်တဲ့စကားကြောင့်စေယုံအုပ်ကြီးဒေါက်တာဦးမင်းတီဟာမျက်နှာရှေးကနေဖြစ်သွားပြီးလူနာအခုချက်ချင်းအထုပ်ခုခံဖို့ပါငါညမရှိမှငါ့ကိုအဆက်ခွဲသွားတာဦးမင်းတီကအမေကြောင့်ဒေါက်တာတွေ nurse တွေပြက်ရခတ်ကုန်နေကိုတောင်းပန်ပါရဲ့ညီမလေးကိုပို့တာပါလေဦးမင်းတီဟာရဲ့တောင်းပန်စကားကိုတော်မြနန်းတွေဘာမှပြန်မဖြေပဲအသားရပဲပြုံးနေလိုက်တယ်ခိုင်လေအခုမင်းရှိန်မှာခိုင်စပယ်နာကိုကတ်ခါလက်လေးကိုတွဲထားပြီးသူလည်းအလုတ်ထဲကိုရက်ွက်ထေရလာပြောတာကြောင့် MD ကိုခွင့်တောင်းတော့ MD ကလည်းတက်ခါလေးလိုက်လာတယ်တိုက်ဆိုင်စွာ MD ရဲ့အကူဆွေးရုံဖြစ်နေရဲ့တရားကလေးမပတ်စံနေပြန်ယူပါဦးမင်းတီဟာပတ်စံအသေးဆက်ဆက်10သိန်းလာပြီးတော့တမီပတ်စံနေရဟိုမှာပါဦးတမီပြန်ကောက်လိုက်ပါမယ်ခိုင်စပယ်ငွေထုတ်ကန်ပေးလာရဲ့လက်ကိုရှောင်ဖယ်ပြီးပြန်ကျဲနေတဲ့ပတ်စံအဟောင်းတွေကိုလိုက်ကောက်နေလိုက်တယ်ဦးမင်းမြတ်ကျမ်းမာရေးချင်းအမြန်ပြန်ကောင်းလာခဲ့တယ်လို့အရက်ဖြတ်ဖို့တဲ့ဆရာဝန်ကတိုက်တွန်းတာကြောင့်ဆေးရုံမှာဆင်းတာနဲ့ရွှေတကုံဆေးကြီးမှာဖျားပန်းကန်ရင်အရက်ဖြတ်ဖို့စီစဉ်လိုက်တယ်။ကူအဲ့လိုခေါ်မယ်လေရလားအကူလို့ခေါ်နေရမှာကိုလို့ခေါ်ချင်တာကြောင့်ခိုင်စပယ်ခွင့်တောင်းလိုက်ပေမဲ့နည်းနည်းတော့ရှက်မိရဲ့လေရပါတယ်ခိုင်လေးအစ်စ်တွေလို့ခေါ်လို့ရတယ်ဟုတ်ပြီလားမင်းရှိန်ဝါကခိုင်လေးရဲ့နှလုံးသားကိုနှမ်းမြင်နေရပေမဲ့သူတို့အသက်တွေကငယ်သေးရောခန်းစားချက်တွေကိုထိန်းချုပ်ထားရမှာအောင်နားလေတယ်ခိုင်လေးကိုလည်းအချိန်နေနဲ့ခန်းစားချက်တွေကိုသေချာစေချင်တယ်အဲ့ဒါဆိုမမကိုညမလေးလားလေပြေကနားမလဲတလို့မိလိုက်တော့အားလုံးပြုံးမိတယ်အဲ့လိုမဟုတ်ဘူးလေညီမလေးရဲ့မောင်နှမရှင်မဟုတ်ပေမဲ့ကိုချစ်တဲ့သူအသက်ရွယ်လိုက်ခေါ်လို့ရရဲ့လေခိုင်စပယ်ကရှင်းပြပေမဲ့နားလေအောင်မပြောပြတတ်ပါအဲ့ဒါဆိုမမကိုချစ်နေရလားလေပြေလေးကကြကြပြန်မိလိုက်တော့ကောင်းရောမင်းရှိန်ကညီမလေးနဲ့ခိုင်လေးစကားတွေကိုနားထောင်ကရှင်းမိလိုက်တယ်ခိုင်စပယ်ကတော့ရှက်ရှက်နဲ့ခိုးတွေကိုအစာကျွေးရဲ့နေရာကိုပြေးသွားတယ်ဟင်မမကိုချစ်နေရလားလို့မျက်လုံးလေးကလေးနဲ့နားမလဲသေးတာကိုလေပြေလေးကထပ်ပြီးတော့ဟုတ်မယ်ထင်တာပဲလေမင်းရှိန်ကပြန်ဖြေရတာစကားတွေထင်နေပါတယ်ဘာမှလည်းမသိဘူးချစ်လားမချစ်ဘူးလားပဲမေးတာနှကန်းလေးစုကလေပြေလေးကခြေထောက်ဆောင်ပြီးထွက်သွားပုံကိုချစ်ပြီးမင်းရှိန်ကအားရင်တစ်တွေဖန်တီးရအောင်မယ်ဘဝအတွက်ညနေလေးလံပွဲတစ်ခုသွားရမယ်တော်မြနန်းတွေကွန်ပျူတာကိုကင်နေရင်မင်းရှိန်ကပြောလိုက်တော့ဟုတ်အန်နီမင်းရှိန်ကအလုပ်သမားကောင်းဆောင်ခန့်ထားပေမဲ့ MD သွားလီသူလိုက်နေရတယ်ကွန်ပျူတာသင်တန်းတင်ရတယ်လို့ကရာတေနဲ့ဂျူဒိုသင်တန်းတွေပါတက်နေရတယ်သူနားမလဲပေမဲ့လိုအပ်တယ်လို့ယူဆထားတော့မငင်းဆန်မိပါမင်းရဲ့တက်နောက်လာဆို18နှစ်ဖြစ်ပြီရှင်မောင်းတင်ထားပါတော်မြနန်းနဲ့အဲ့လိုတိကျတယ်ထက်မြက်တယ်မိမဲသားကြောက်ပေမဲ့စမတ်ကြကတော်တယ်ဒါပေမဲ့အခုတလော MD မျက်နှာမှာစိုးရင်စိတ်ကြီးတွေ့နေရတယ်ဘာကြောင့်မှမသိဟုတ် MD ကျွန်တော်ဘာဝတ်စုံဝတ်ခဲ့ရမလဲအနောက်တိုင်းဝတ်စုံဝတ်ခဲ့တော်မြနန်းနဲ့စကားဆုံးတာနဲ့သူလည်းအိမ်ပြန်ရေးဖြိုးပြီးတော့ပေးထားရဲ့ဝတ်စုံတွေကအနောက်တိုင်းဝတ်စုံကိုတေချာတရက်စာဝင်လိုက်တော့သူနဲ့လိုက်ဖက်ပါတယ်အသက်ရွယ်နဲ့မလိုက်ခန့်ညာထွားချိုင်းတဲ့အဆက်မောင်းကရှင်းသက်နေတယ်ဘသူများလဲလို့မင်းချိန်သွားပါလားဘသူရောင်နဲ့မိကတ်တောက်ပြောင်နေပါလေတော်မြနန်းတွေအထဲကိုခဏဝင်သွားချိန်သူ့ပြင်မှာရက်ဆောက်နေခြင်းမမျော်လင့်မဲ့လာနှုတ်ဆက်သူကမိတွင်းတော်ရန်သူကြီးတော့ခင်ထားဘေးနာအသက်ငငယ်ကောင်းလေးလက်ကိုတွဲထားပြီးမခိုတီကိုရက်နေပုံဟာယွန်းစရာကောင်းတယ်မင်းချိန်ကဒေါသကိုမျိုးသိပ်ထားလိုက်မိတယ်ဒီအချိန်မှာစကားများခဲ့ရင် MD ကုန်သိခါကိုထိခိုက်စေနိုင်မယ်ဒါကိုခွင့်ကောင်းယူပြီးတော့ခင်ထားကတော့ခွေးလေးတစ်ကောင်ကိုဘသူကများရွှေကြိုးဆင့်ထားပါလိမ့်နော်ခမကြီးမင်းချိန်မှာမာနကိုလာဆွနေပုံဟာဖာလေမင်းကမကျေနပ်လို့လားအစင်တမ်းမတွေ့ရင်ခေါင်းငုံနေစမ်းမှာတော့ခင်တာအခက်တဲတဲပြောလိုက်ချင်းဘသူကဘယ်အစင်တမ်းလဲလူတိုင်းကိုဘာသာသိကြပါတယ်လူကြောက်ကိုချိုးဖဲ့ပြောနေတာအထက်တန်းကြရင်လို့ငါမမြင်ဘူးခင်ထားရုတ်တရက်ရောက်လာသူကတော်မြနန်းတွေရှင်နဲ့မဆိုင်ပါဘူးတော်မြနန်းတွေတော်ခင်ထားအများကြီးပြန်မပြောရဲပါတော်မြနန်းတွေဘသူဆိုတာသိထားတာမို့ဆိုင်မှာတကောလားရှင်မင်းရှိန်ကမြနန်းတွေလုပ်ငန်းစုရဲ့ဒုတိယဒရိုက်တာအဲ့တော့ MD ဖြစ်တဲ့ကျမနဲ့မဆိုင်ပါဘူးလို့ပြောလို့ရမလားတော်မြနန်းတွေခက်တင်းချင်းပြောလိုက်တော့တော်ခင်တာဒေါသတကြီးတောက်ခွက်ကထွက်သွားတယ်တော်ခင်ထားတဲ့ကျွန်တော်နဲ့ကမင်းရှိန်ကရှင်းပြမယ်လို့တည်တယ်ရှင်းပြမနေနဲ့အိပ်ပြန်မယ်ခဏလိုက်ခဲ့ဒေါ်မြနန်းတွေလေးလံပွဲထက်အိမ်မှာမမေရဲ့ကျမ်းမာရေးဖောက်နေတာမို့အမြန်ပြန်ရမယ်မမေတက်တာရဲ့လားအိမ်ပြန်ရောက်တာနဲ့မမေကြီးအိတ်ခမ်းကိုဖြေတက်လာခဲ့တယ်သူမအသက်တွေဘယ်လောက်ကြီးပါစေမမေကိုဆုံရှုံခံနိုင်အောင်မရှင်းချက်သေးပါတက်တာပါရဲ့ကွယ်ဒါနဲ့တာကြီးတို့ရောမပါလာပါလား
မမေစိတ်ထဲမှာသားသမီးတွေကိုပဲတတိယနေမိတယ်ကိုကြီးတို့ကပြေးပါရောက်နေရဲ့မမေပြန်ရောက်လာရင်တမီပြောလိုက်ပါမယ်နော်တော်မြနန်းတွေမလိန်ချင်းပေးမဲ့မမေစိတ်ချမ်းသာဖို့လိန်ပြောလိုက်ရတယ်အေးကွယ်မမေအနားယူအောင်မမေကြီးကနေမကောင်းတဲ့တန်တဲ့သားသမီးတွေကိုတတိယစိတ်ပေါင်းကတအားပင်ပန်းနေရမို့လို့မျက်လုံးမိတ်ပြီးတရားမှတ်နေရော်တယ်ငါတို့မှမောင်နှမ3ယောက်ရှိခဲ့တဲ့မင်းချိန်ပါတော်မြနန်းတွေကော်ဖီတောက်ရင်စကားစားလိုက်တော့ဟုတ်သူအလိုက်တသိပဲနားထောင်နေလိုက်တယ်ကိုကြီးမင်းတီဟာကိုငယ်မင်းသူတွေငါရဲ့ပေါ့တချင်ရမိသားစုကပျော်ရွှင်ခဲ့ရပေမဲ့ကိုကြီးတို့အိမ်တော်ကြသွားတော့သူတို့ဇနီးတွေကမိသားစုရဲ့စီးစိမ်တွေကိုမျက်စောင်းထိုးလာကြတယ်။မမေကြီးကသိပေမဲ့အလိုက်တသိအမွေခွဲပေးပြီးအိမ်တော်ပြူတော့မဲ့ငါ့ကိုကြံတဲ့အမွေတွေနဲ့မိသားစုတာဝန်တွေပေးခဲ့တယ်။မမေကြီးကဖျားတဲကျင်တာစနေတစ်ချိန်မိသားစုကဖျားတွေတဲခဲ့ကြတဲ့ထုံးစံရှိခဲ့တယ်။အခု၄နှစ်ရှိပြီ။နောက်ထပ်ဖျားတဆူတဲဖို့ငါအသက်ရှင်ပါမလားမသိဘူး။ငါအိမ်ရရှိဦးတော့တိတ်မတောက်ရဲတဲ့ပေါ့။တော်မြနန်းတွေစိတ်ပင်ပန်းစွာနဲ့ပြောပြနေတော့ဘာလို့လဲအန်နီကိုကြီးတို့ကငါ့ကိုလှုပ်ကြံမှုအမြဲချောင်းနေတာငါသိရင်အမွေအားလုံးရမှာလေတော်မြနန်းတွေပြောလိုက်တော့ဖျားမင်းရှိမှအံ့ဩတုန်လှုပ်သွားမိတယ်မအံ့ဩတဲ့ကောင်လေးဒါလောဘစိတ်ပဲလူတွေမှာလောဘနဲ့ပတ်သက်လာရင်မိတ်ဆွေနဲ့အတိတရားဆိုတာမရှိတော့လူတွေဖန်တီးထားတဲ့ငွေစက်ကူရတနာတွေကြောင့်လူတွေပြန်ပြီးဒုက္ခရောက်နေကြတယ်တော်မြနန်းတွေပြောပြတာလေအမှန်ဖြစ်တယ်မင်းလည်းပင်ပန်းနေပြီးအိမ်ပြန်ပြီးအနားယူတော့ဟုတ်အန်နီမင်းရှိန်ကအိုးညွှတ်ရွှေသေးပေးပြီးအိမ်ကိုပြန်လာခဲ့တယ်ဟေးကကူပြန်လာပြီကွာလေပြေလေးကအိမ်ပေါင်းဝါကနေစီးကြုံနေတော့ဟောညီမလေးတယောက်ထဲလားဖေဖေရောမင်းရှိန်ကဖေဖေကိုမတွေ့မိတော့မေးလိုက်တယ်ဖေဖေကလက်ထိတ်လက်ဖက်ရိတ်ဆိုင်သွားတယ်တယောက်တည်းမဟုတ်ပါဘူးမမရှိရဲ့လေတလက်ချက်ချစွာပြန်ပြေးနေတဲ့ပုံစံလေးဟာချစ်စရာလေးဖြစ်တယ်ခိုင်လေးကိုခေါ်ရင်မင်းရှိန်ကအိမ်မော်ပြေးတဲ့သူ့တန်ကြားလို့ပြေးဆင်းလာတဲ့ခိုင်စပယ်လေကားတက်မှာဝင်တိုင်းမိပြီးနှက်ခမ်းနှစ်ခုနီးဆက်သွားတယ်အော်ဟိုလေ sorry မင်းရှိကထူပူပြီးအားနာသွားကတောင်းပန်လိုက်တော့ဟုတ်ခိုင်စပယ်ကမျက်နှာတစ်ခုလုံးရှဲနေအောင်ရှက်နေတာဟုတ်ဆိုရဲ့အတန်အောင်တိုးတိုးလေးပဲထွက်မိတယ်ကူကူကမမအောင်နန်းနေဟိလေပြေလေးကသဘောကျတယ်လို့ပြောလိုက်တော့အာမင်းရှိကထူပူပြီးတော့အိမ်ထဲဝင်သွားတယ်ခိုင်စပယ်ကတော့ခက်လေဘာကြီးလျှောက်ပြောနေရလဲရှက်နဲ့ဟန့်တားလိုက်တော့မမရှက်နေပြီကြက်ရောပြောင်းကပြေးထွက်သွားလေတယ်ဟေးနောက်ကခေါ်တဲ့ကြောင့်ခိုင်စပယ်လှည့်ကြည့်လိုက်တော့ယောက်ျားလေး2ယောက်ပြောင်ဆက်မျက်နှာတွေနဲ့မို့ရှက်တက်မနေတော့ပဲဆက်ရှောက်နေလိုက်တယ်ဟေးမင်းကိုခေါ်နေရမကြောက်ဘူးလားဘာချိုးလဲနောက်ကအပြေးလိုက်လာပြီးရှေ့ကနေပိတ်ရက်ပြီးပြောလိုက်တော့ဘာကိစ္စလဲခိုင်စပယ်ခက်ပြက်ပြောလိုက်တော့ဟမ်အလာကြီးပါလားဟာဒါမျိုးမှကြွေတာအဲ့လိုပြောလိုက်တော့ခိုင်စပယ်ထူပူပြီးရှက်သွားပြီးတယ်ဒါလိုစကားတွေကိုနှစ်သက်တဲ့ခက်ပေါ့ကောင်းမလေးမဟုတ်ပါသူမဆင်းရဲတဲ့မိန်းကလေးတယောက်ဖြစ်တယ်အပေါ့စားမိမတယောက်မဟုတ်ပါကိုလေပြေတောင်းအားပြန်မှာမမခိုင်ကောင်လေးတွေနဲ့စကားများတာမြင်ခဲ့ရတော့အိမ်ကိုအမြန်ပြေးလာခဲ့တယ်ဟေးညီမလေးဒီနေရာအလုံနာရဲမို့မင်းရှိန်ကလည်းအိမ်မှာအေးစစ်စစ်အနားယူနေရလေမမလေးလမ်းထိပ်မှာပြဿနာဖြစ်နေတာလေပြေလေးကပြောလိုက်တော့သူတရှိန်ထိုးပြေးထွက်လာတယ်လမ်းထိပ်ရောက်တော့ကိုမဲမျက်နှာလေးနဲ့ကောင်လေးညောက်ကိုတွေ့လိုက်ရတယ်တယောက်တော့သူနဲ့တိတာမို့သူ့ကိုမျက်နှာနဲ့မျက်နှာဖြတ်သွားတယ်ဘာဖြစ်နေရလဲခိုင်လေးမင်းရှိန်ကတဲဝင်မေးလိုက်တော့ကိုခိုင်လေးကအနာတိုးကပ်လာတယ်လို့မင်းနဲ့မဆိုင်ဘူးဟဲ့အောင်နောက်ရက်နေတဲ့ကောင်လေးကရန်စကားဆလိုက်တော့ငါနဲ့ဆိုင်ဖို့မလိုပါဘူးဘာဖြစ်နေရလဲမေးတာပဲဖြစ်ခက်ဆက်စကားနဲ့ဒေါသရိတ်တွေကမျက်ဝန်းမှာမဟုတ်ပါဘူးကိုကြီးသူနဲ့တည်းရဲ့ကောင်လေးကတောင်းပန်ပေးမယ်အပြိုကရီးစားစကားပြောတာဘာဖြစ်ရှင်လဲထိုတယောက်စကားကြောင့်မင်းရှိန်ကပြုံးမိသွားရတယ်ဒါပေမဲ့မဲ့ပြုံးမင်းကသူ့ကိုတကယ်ချစ်တာလားမင်းရှိန်ကစူဆိုင်ကြည့်ကမေးလိုက်တော့ဟုတ်တယ်ပြန်ပြေကနည်းနည်းတုံနေတယ်ရှော့လက်ထက်ခိုင်စပယ်လက်ကိုထိုကောင်လေးလက်ထဲပေးလိုက်တော့ဒါဟိုဟာခိုင်စပယ်လက်ကိုမကင်ရေးပါလမ်းဘေးမှာဈေးရောက်နေတဲ့မိန်းကလေးတွေဘဝပေးချင်နေကြောင်းအဆက်ကိုခဏဖက်ထားတဲ့မိန်းကလေးတွေရှိတယ်ဒါကိုတနာဆရာလို့မြင်ပြီးကိုညီပေးပါအခွင့်အရေးလို့မမြင်ပါနဲ့ညီလေးဒါယောက်ျားကောင်းကြောင်စိတ်တမဟုတ်ဘူးစစ်တယ်လို့ပါစက်ဖျားလွယ်မထွက်နဲ့ညီလေးခွေးလို့လူတိုင်းဟောင်တတ်တယ်ခွေးတိုင်းလူလိုစကားမပြောတတ်ဘူးမင်းရှိန်ကခက်ပြက်ပြောကခိုင်စပယ်လက်ကိုဆွဲပြီးလှည့်ထွက်လာခဲ့တယ်ကိုလက်ကိုဆွဲထားရင်ခိုင်ဆွဲအေချမ်းလုံခြုံမှုကိုရခဲ့တယ်ကိုဘေးနားမှာရှိနေတဲ့ပြီးသူမဘွားလေးပြေဆုံးလို့နေအခုဆိုရက်ခွက်ထဲမှာရက်ခဘလူစောင့်နေတဲ့နက်ပန်းတွေနေရဲ့လေကိုကဘလူတကောင်မဟုတ်တယ်လို့သူမကလည်းလှပလုံးနဲ့နွယ်နေနက်ပန်းလေးမဟုတ်ပါကိုနာရှိနေခွင့်ရတဲ့အရိုင်းပန်းလေးသာဖြစ်တယ်MD နေမကောင်းကိုမင်းရှိန်ပါပြီးရင်မစီးကြိုပြောလိုက်တော့ရုံကန်ထဲဝင်တော့မဲ့မင်းရှိန်မှာခြေလန်းနေတုံဆိုင်သွားတယ်ဟုတ်လား
ဟုတ်တယ် MD ကကိုမင်းရှိန်ဝါကိုသူ့အိမ်လာခဲ့ဖို့မှားထားပါတယ်ထပ်ပြောလိုက်မှโอเคအခုပဲသွားလိုက်ပါမယ် MD တော်မြနန်းတွေရဲ့အိမ်ကြီးဟာရှစ်ဒီဇိုင်းနဲ့ခန့်ညာလှပလုံးနဲ့မြန်မာလက်မှုလက်ရာတွေနဲ့နန်းတော်အဆောင်တစ်ခုလားထင်မဲ့ရတယ်သူတစ်ခေါက်ရောက်ဖူးပေမဲ့ဒီတစ်ခါမှသိချာကြည့်မိတယ်ရောက်လာပြီလားချတဲ့အဲကမ်းမှာထိုင်ဆောင်နေတဲ့မင်းရှိန်ဝါကိုတော်မြနန်းတွေနှုတ်ဆက်လိုက်တယ်ဟုတ်အနီနေမကောင်းဘူးဆိုတက်တာပြီလားဟုတ်တယ်တအားမဖြစ်ပါဘူးဒီနေ့ကကိစ္စလေးရှိလို့နားလိုက်တာပြီးတော့မင်းတို့လူတယောက်သွားကြိုစေခြင်းတယ်အဲ့လိုပြောရင်တော်မြနန်းတွေကပုံလေးတစ်ပုံပြတယ်တအားလှပတဲ့ကောင်းမလေးကြောင့်သူကကိုငယ်မင်းသူရင်းရဲ့သမီးနန်းမြတ်တာစက်ကူမှာနေကြတာသူတို့မိသားစုကလေအခုတူမလေးနန်းမြတ်တာအလဲရောက်လာမေးတဲ့ခဏနေလေစိတ်ကိုသွားကြိုပေးပါဟုတ်သွားကြိုလိုက်ပါမယ် MD မင်းရှိန်မှာဓာတ်ပုံတွေကကောင်းမလေးကိုတစ်ချက်ပြန်ကြည့်မိတယ်နန်းမြတ်တာဆိုပါလားနန်းမြတ်တာဆိုတော့နန်းလေစိတ်မှာစောင့်နေရင်ဖေဖေပြောလိုက်တဲ့စကားတွေပြန်တွေးမိတယ်။သူမဟုတ်မိသားစုကြီးထဲမှာအန်ဒီလေးမြနန်းတွေကအတော်ဆုံးဆိုပေမဲ့အခုချိန်မှာကောင်လေးကြောင့်နဲ့တွဲနေရတဲ့ထိုကောင်လေးကပိုင်လုံးဖြတ်နိုင်တာမို့သူမကိုအန်ဒီလေးကိုစောင့်ရှောက်ဖို့ဖေဖေကလှုပ်လိုက်တာဖြစ်တယ်။နန်းမြတ်တာဟုတ်လားဗျ။နန်းအတွေ့လေးတဲ့ငင်းနေစဉ်လူကြောင့်အနာကနေခေါ်လိုက်မှဒါနဲ့မင်းဟာနန်းသူ့ထက်ငယ်မဲ့ထိုကောင်လေးကိုပြန်မိလိုက်တော့ကျွန်တော် MD ကအကြိုလွှတ်လိုက်တာပါ။ကျွန်တော်နာမည်မင်းရှိန်ဝါပါမနန်းမြတ်တာအနီမြနန်းတွေတူမမို့မင်းရှိန်ဝါတလေးတစားပြောလိုက်ပြီးမဲ့နန်းမြတ်တာကတော့သူမသတင်းကြားထားတဲ့အနီလေးနဲ့မင်းရှိန်ဝါဆိုတာသိလိုက်ရတော့နည်းနည်းချင်သွားတယ်ရှုပ်ကလေးနဲ့မှမလိုက်ကို့အမေရွယ်ကိုတွဲနေတာဒိုးထုတ်တွေတဲခဲ့သွားမယ်နန်းကခက်မှပြောလိုက်တော့တောက်ဖက်နှက်ကိုတောက်အတန်ထွက်အောင်နင်းလျှောက်ကထွက်သွားတယ်မင်းရှိန်ဝါစိတ်တူသွားမိတယ်ဘာအထာလည်းမသိပေမဲ့လည်းအတော်ရိုင်းတာတော့အမှန်ဖြစ်တယ်။ဒါပေမဲ့လည်း MD မျက်နှာကြောင့်ဒေါသအောင်မျိုးသိပ်ပြီးအထုပ်တွေကိုဆွဲလာခဲ့လိုက်တယ်။လူတွေများခတ်ပါတယ်နော်။မင်းအသက်ဘယ်လောက်လဲ။ကာမောင်းနေရင်နန်းမြတ်တာမေးလိုက်တော့19ပါအမ။မင်းရှိမှရွက်ဖြေလိုက်တော့တို့အမလို့မခေါ်နဲ့တို့မကြိုက်ဘူး။အမဆိုပြီးတောဆန်ဆန်ခေါ်ခံရတော့နန်းစိတ်တူသွားတယ်။အမလို့ခေါ်တာမြန်မာအတုံးလုံးမှာအမမြန်မာကြောက်ကိုမြန်မာလိုတလေးတစားခေါ်တာပါမကြိုက်ဘူးဆိုလဲမြန်မာလိုမခေါ်မိအောင်နေပါမယ်မင်းချိန်ကတဲဖက်လိုက်တော့မင်းနန်းမြတ်တာဒေါသထွက်နေပြီမဲ့ဘာပြန်ပြောရမှန်းမသိရောက်ပါပြီမနန်းမြတ်တာအေးရှိမှကားရက်ကတကားဖွင့်ဆင်းလာခဲ့တယ်သူမကိုတကားဖွင့်ပေးဖို့ထိမရှင်းချေးနိုင်ပါနဲ့ဒေါသတွေထွက်နေမိတယ်သူ့အန်နီလီကဘလောက်အရှိပေးထားလဲမသိသူမကိုတော့မလေးစားပါအထူးသဖြင့်သူမလိုနူနူကြွကြွဝစ်စားထားရဲ့ရှမက်ကျွေနိုင်တဲ့အလားကိုတစ်ချက်မှစောင်းငယ်ကြည့်မသွားတာကဘာနာကိုရိုက်ချိုးခံရသည်အလားတမီအေးစီအနားယူနော်တော်မြနန်းတွေကနှုတ်ဆက်တာကိုနှက်ခမ်းဆိုပြီးဘာမှပြန်မပြောဘဲနန်းကခြေဆောက်ပြီးအိမ်ပေါ်တက်သွားတယ်တူမလေးကခုထိကလေးဆန်တော့မဲ့ချတယ်တော်မြနန်းတွေပြောလိုက်တော့ဟုတ်နားလေပါရဲ့ MD သူအသားရပြုံးငါဖြေလိုက်တယ်မနေ့ပြန်လေးလံပွဲတစ်ခုရှိတယ်အန်ဒီမလိုက်နိုင်ကိုချတဲ့မင်းသွားရမယ်ဒါပေမဲ့အကုန်လုံးလွှဲအပ်ပြီးမနိုင်ဝင်ထက်ခိုင်းတာတော့မဟုတ်ဘူးနော်အန်ဒီနဲ့ဖုန်းဆက်သွယ်လုပ်မယ်အထူးမှကျန်တာမင်းရဲ့မိတွေဒေါခင်သားရှိနေလိမ့်မယ်မင်းမုန်းတာကိုနားလဲပြီးမဲ့အခုချိန်အမုန်းတွေမိထားပါကိုဘွားကိုပဲတိဆောက်ပြီးမှကောင်းသောကလက်စားနဲ့လက်စားချပါတော်မြနန်းတွေအေးဆေးရှင်းပြတော့ဟုတ်အန်ဒီကျွန်တော်နားလဲပါတယ်အဲ့လိုပြောလိုက်ပြီးမဲ့စိတ်ထဲမှာတော့အတိတ်ရိုင်းတွေကမေးဖြောင်းမရအမုန်းတွေကိုမေ့ထားဖို့ကခက်ခဲတယ်လေဒီနေ့က19နှစ်ပြည့်မွေးနေ့မို့မင်းချိန်မှာအလုပ်ကအနားယူပြီးခိုင်လေးမေမေနဲ့သူ့ဖေကိုကြော့ပြီးခိုင်လေးနဲ့ညီမလေးလေးပြေကိုဖះနဲ့ကစားခွင့်နေလိုက်ဖို့ပေးဖို့ဆုံးဖြတ်လိုက်တယ်။ရွှေတကုံစေရောမြက်ကြီးဟာမနက်ခင်းရဲ့နေရအောက်မှာတက်ပယ်စွာတည်ရှိနေပါတယ်။ယူသေးစွာဦးချကတော့မိရင်အဖေနဲ့ညီမလေးအတွက်အကောင်ဆုံးဘဝဖန်တီးနိုင်ပါစေလို့ဆုတောင်းမိတယ်။ကိုကိုဘာလို့ဆုတောင်းနေရလဲအကြကြီးပဲ။ခိုင်စပယ်ရမေးလိုက်တော့သူအသားရပြောပြီးစင်ရသားကြီးမှာအဆင်ပြေရဲ့ဘဝတစ်ခုကလွယ်လို့ဘာများတောင်းတနိုင်ပါလဲခိုင်လေးရဲ့ဟုတ်တယ်နော်ကိုကိုစင်ရဲသားတွေကလူကြောက်ရဲ့ရပိုင်ခွင့်နေဆုံရှုံထားရတယ်လို့ပဲမျော်လင့်ချက်တွေကြီးကြီးလဲမရတယ်လို့ဆူတောင်းချိန်လေးတောင်မှမိသားစုလေးအတွက်ပဲခိုင်စပယ်ရှင်းချက်တလို့လေးပြောလိုက်တော့မင်းချိန်မှာသဘောကျစွာကြည်နေမိတယ်ဒါကိုခိုင်လေးကရှက်သွားပုံရတယ်ကိုကိုနော်ဘာကြည့်နေရလဲအတီပြောနေတာသူမမျက်စောင်းလေးထိုးပြီးမချင်တဲ့တလို့လေးပြောလိုက်တော့ဟောဗျာကိုကိုကသဘောကျလို့ကြည်နေရလေမကြည့်ရဘူးလားမင်းရှိန်ဝါကရှက်သွေးဖြန့်နေရဲ့အပြိုပေါင်းစာလေးကိုထပ်စားလိုက်တော့မသိဘူးသူမအောက်နိုင်မဲ့ရှိမိတယ်ထို့စဉ်ဘသူများလဲလို့မင်းရှိန်ဝါပါလားနှုတ်ဆက်ရင်းနဲ့ရောက်လာသူကနမ်းမြတ်တာဟုတ်ကဲ့မဲနမ်းမြတ်တာသူခက်တီတီပဲပြန်နှုတ်ဆက်လိုက်တော့ဘေးနာခိုင်လေးနဲ့လေပြေးလေးကအလိုက်တသိငိမ့်တယ်ဘာလို့လာကြတာလဲအလုံးမသွားရဘူးလားနမ်းမြတ်တာမင်းရှိန်ဝါဘေးနာကောင်းမလေးနဲ့ခလေးကိုတစ်ချက်ကြည့်ကမေးလိုက်တော့ဟ
ဟုတ်ကျွန်တော်မွေးနေမှုညီမလေးမျိုးဖျားလိုက်ဖို့ပေးရပါမင်းရှိမှတလေးတစားနဲ့ပြန်ဖြေလိုက်တယ်ဟုတ်ပါပြီအခုလိုတွေ့ရကန်ကောင်းတာပေါ့တူကားပြက်နေရင်တွန်းပေးနိုင်မလားနာမြတ်တာအနေနဲ့အင်းချီအဖြူရောပစိုးနဲ့တန့်ပြက်နေတဲ့သူ့အမြင်ကတ်နေရဘလို့မှန်းမသိဟုတ်ရပါတယ်တမင်ရွဲတာကိုသိပေမဲ့လည်းကျေးဇူးတရားတွေကမာနကိုချိုးနှိမ်ထားဖို့အသိပေးနေတယ်โอเคဒီထုံလေးဆွဲခဲ့ပေါင်းမီဝင်လာတာခက်တီတီပဲပြောပြီးနံမြန်းတတာလှဲထွက်သွားတော့သူဒေါသတွေဟုန်ကနေတောက်လောင်မိတယ်။သို့တော့ဖေဖေးသက်ကိုကဲခဲ့တဲ့အနီမြနန်းတွေရဲ့ကျေးဇူးတရားကြောင့်သူဒေါသကိုမျိုးသိပ်ထားလိုက်မိတယ်။အထုပ်တွေကိုလှမ်းရှူရရဲ့ကိုခိုင်နေရှူခဲ့ပြီးမယ်။မင်းကလေးကြောင့်ရဲ့ပေါင်းမိတွေကိုခိုင်စွဲကိုမဆွဲယူခိုင်စေပါ။ကျေးဇူးပဲ။မင်းရှိကအလိုက်တီးရဲ့ခိုင်စွဲကိုကျေးဇူးတင်မိတယ်။ကာနာရောက်တော့ခလေးကိုကားပေါ်တင်လိုက်လေမင်းတို့ကတော့စကားကိုဆက်မပြောပဲမျက်ခုံးပေးပြလိုက်တဲ့နန်းမြတ်တတာတမီကိုနဲ့ကားပဲတော့မယ်ကိုမောမှာပေါ့လေပြေလေးရဲ့စကားကနန်းမြတ်တတာရှင်ကိုထိသွားတယ်သူမတအားရက်စိတ်ဟာကြနေပြီလားခလီလောက်မှစာနာမှုမရှိတော့ဘူးလားဒါပေမဲ့လည်းထိုကောင်မလေးနဲ့အတူတွေ့လိုက်ရတာကိုဘာလို့ပို့ပြီးမုန်းနေလဲမသိပါလေလံပွဲရဲ့စိန်ခေါ်မှုကအပြင်းအထန်အပြိုင်ဆိုင်ဖြစ်နေခဲ့တယ်အထူးသဖြင့်မိတွေးတော်ဒေါခင်ထားတဲ့သူနဲ့အပြိုင်ဖြစ်နေရပို့တယ်1200ဒေါခင်ထားရဲ့လေတံမာဆေးခေါ်တန်းကြောင့်မင်းရှိန်ဝါကနှက်ခမ်းနေတွေ့ုံပြုံးမိတယ်ထပ်ပြီးသူဆေးမခေါ်တော့ပါမတန်တဆဆေးကြီးလေဘဲနဲ့လည်းမင်းရှိန်ဝါဒေါခင်ထားအနံယူလိုစိတ်ပြင်းပြနေတော့အကျိုးကြောင့်မတွေးမိပါ900လောက်တန်တဲ့မြေကွက်ကို1200ပေးဝင်နိုင်တဲ့အထိတော်ရဲ့အတွက်လည်းလေးစားပါတယ်ခွင့်ပြုပါအောင်မင်းရှိန်ဝါပြောစကားကြောင့်ဒေါခင်ထားတေချာပြန်တွေးမိပြီးမင်းတာခေါယုံကလွဲပြီးဘာမှမတတ်နိုင်မှာသူမခြေလဲမှားခဲ့ပြီလေဟေးမင်းရှိန်ဝါနန်းမြတ်တတာအိမ်ပေါ်ထက်ကနေအိမ်ပြန်ထွက်တော့မဲ့မင်းရှိန်ဝါကိုလှမ်းခေါ်လိုက်တော့မပြတ်နဲ့အောင်တူခိုင်းစာရှိတယ်ကျွန်တော်အလုပ်ရှင်ပြပါပြီမနန်းမြတ်တတာဒီတခါတော့တိမခံပဲခက်ဆက်ဆက်ပြောကလှည့်ထွက်ခဲ့တယ်မင်းကဲဟဲနန်းမြတ်တတာစိတ်တူနဲ့အနာကပန်းအလှသေးသေးနဲ့လှမ်းထုတယ်မင်းရှိန်ဝါခေါင်းထဲထုပူကဘာဖြစ်မှန်းမသိပြဝီမူးနောက်သွားရတယ်ခဏနေလို့သူစိတ်ငြိမ်သွားမှအနာပန်းလေးကိုကြည့်ပြီးခေါင်းထုခံရပါလားလို့သိလိုက်ရတယ်လို့ခေါင်းကစီကက်ကက်နဲ့သွေးရကျနေရအောင်လဲသိလိုက်တယ်ဟိုထူတောင်းမှန်ပါတယ်မင်းရှိန်ဝါနမ်းမြတ်တာအလောက်ထိမရှိပဲထားတော့အိမ်ပေါ်ကပြေးဆင်းလာကတောင်းမှန်လိုက်တော့မလို့မင်းရှိန်ဝါခေါင်းအသာဖိပြီးလှက်ထွက်လာခဲ့တော့လူပါဝါချက်အစတနာမိပေမဲ့အခုလိုစေတနာကိုအလေးမထားတော့သူမစိတ်တူမိတယ်တွေးကြသေးရပေါ့မင်းရှိန်ဝါကျွန်တော်ဘန်နေသွားအောင်ပါလိုက်အောင်မလားမနမ်းမြတ်တာအလောက်ကိုလိုက်လာရဲ့နမ်းမြတ်တာကြောင့်မင်းရှိန်ဝါအလုံးလုံးရတာမသွက်အခုလဲ MD ကငွေထုတ်ခိုင်းတာကြောင့်ဗန်ရှိကားရက်ကအတကူတကမေးရတယ်မလိုက်တော့တွန်းနေခဲ့မယ်နမ်းမြတ်တာဖုန်းလေးပဲကင်နေခဲ့တယ်မင်းရှိန်ဝါဘန်ထဲဝင်သွားတော့သူမစဉ်းစားနေမိတယ်ဖေပြောခဲ့တယ်လို့မင်းရှိန်ဝါနဲ့အန်နီလေးကိုဆက်ဆံရေးဟာမရှုံးမသားမဟုတ်သူမတွေးရတဲ့လောက်တော့တူလိုသားလိုဆက်ဆံရေးသားဖြစ်တယ်ဒါပေမဲ့သူမမကြည့်ရတာကမင်းရှိန်ဝါရဲ့မာနခေါက်ကျိုးမကျိုးတဲ့မင်းချိန်မအောင်တစ်ဆက်လေးမှအမြင်မကျင်မိတာပါသူမကားရဲထိုင်ရတာညောင်းလာတော့ကားတကားဖွင့်ပြီးအောက်ဆင်းပြီးခြေဆက်ချိန်ခဏလေးမှအမေရုပ်တဲ့လူကြောက်ပြင်းဝင်ပြီးပတ်စံအိတ်ကိုဆွဲလို့တော့ပတ်စံအိတ်ကျူကခိုင်းနေတော့သူမကိုပြစ်လဲကျသွားစေတယ်မင်းချိန်ဝါကလည်းဗန်ထဲကထွက်လာမို့လို့အဖြစ်ပြက်ကိုမြင်လိုက်ခဲ့ခါအလျင်မြန်ဖြတ်ပြေးပြီးမျက်နှာကိုလက်သီးနဲ့ပြစ်ထိုးလိုက်တယ်သူ့ကိုအနီမျက်နှာတွေတင်ခိုင်းထားတာဂျူရိုကရာတီအကွက်တရအသုံးဝင်လာတယ်။အကောင်မှောက်ကျသွားတော့မင်းရှိန်ဝါနမ်းမြတ်တာလဲကျနေရကိုအမြန်လျှောက်လာခဲ့သေးတယ်။ဘာဖြစ်သွားသေးလဲမနမ်းမြတ်တာမင်းရှိန်ဝါမေးလိုက်တော့မထနိုင်တော့ဘူး။လဲကျတာအလောက်မနာပေမဲ့မင်းကလေးတောက်ရဲ့ဗီဇာဖြစ်တဲ့ဖြတ်ထိုးညံသုံးပြီးသူမငင်းညူလိုက်တယ်။လာကျွန်တော်တွဲပေးမယ်လေ။မင်းရှိန်ဝါစိတ်ပူစွာပြောလိုက်တဲ့အခါဟာမထနိုင်ပါဘူးဆိုပွင့်စီလေ။နမ်းမြတ်တာအနေနဲ့နိုင်ငံသားမှာနေရကြလာတော့ယောက်ျားလေးကြောက်ရဲ့အပွေဖက်ဆိုတာစိမ့်သက်မနေပါသို့တော့ဟေးမင်းရှိန်ဝါမျက်လုံးပြူသွားတယ်နမ်းမြတ်တာကအတူပြက်တွေဝစ်ထားတော့သူစစ်စစ်တောင်မကြည့်ခဲ့ပါအခုပွေ့ချီရမယ်ဆိုတော့မထူးတော့ပါသူမျက်နှာလွဲကပွေ့ချီလိုက်တယ်အိုးနမ်းမြတ်တာရှင်နဲ့ဟိုက်ကနေဖြစ်သွားတယ်နမ်းမြတ်တာကိုကားပေါ်တင်ပြီးနောက်ဗန်မာထုတ်ယူလာတဲ့330ကိုလည်းကားပေါ်တင်ခဲ့ပြီးစောနာကောင်လေးလဲကျနေတဲ့နေရာမှာလူတွေဝိုင်းအုပ်နေရကိုသူ့သွားပြီးဖြစ်ရှင်းပေးလိုက်တယ်ဒေါသနဲ့မို့လက်ပါခဲ့ပေမဲ့အရေးတယူတော့သူ့မလုပ်ရပါသူတိုင်းဘဝအကြောင်းပြချက်တွေရှိလိမ့်မယ်ကားပေါ်မှာကြံ့နေခဲ့တဲ့နမ်းမြတ်တာကတော့ငွေထုတ်ကိုမြင်ပြီးအတွေးပေါက်ပြီးကားရဲ့စုဖာအောင်တေချာညှက်ထားလိုက်တယ်မာနကြီးနိုင်ပါအောင်မလားမင်းရှိန်ဝါမင်းကငါဘလို့စိတ်ချရမလဲမင်းရှိန်ဝါပြဿနာစားတော့အိမ်ပြန်ရောက်ဗန်အားထုတ်လာတဲ့330ရှာမတွေ့ခြင်းမှာ
ကျွန်တော်ပြန်ရောပေးပါမယ် MD မင်းရှိန်ဝါတစိတ်စိတ်တွေးကဒေါသထွက်နေမိတယ်သူပေါ်စားခဲ့တာမဟုတ်မင်းကိုဒီငွေပြောင်းလို့ငါစိတ်တူတာမဟုတ်ဘူးမင်းရှိန်ဝါအခုရောရောပျောက်ဆုံးသားကရှုံးကြည့်မှုဒါတန်မိုးဖြတ်မရအောင်တော်မြနန်းတွေအဲ့လိုစုနေရပေမဲ့စိတ်ထဲမှာမကောင်း၃နှစ်တာလုံးအမှားရမရှိခဲ့အခုလိုဖြစ်ရတာကိုနားမလဲပြန်ရောနိုင်လို့လားမင်းရှိန်ဝါနိုင်မြတ်တတာခနဲ့တက်ဝင်ပြောတော့ကျွန်တော်မသုံးတဲ့ငွေဖြစ်ပေမဲ့ကျွန်တော်သိခါအတွက်ပြန်ရောမှာပါမနှံမြတ်တတာငွေ330ကိုကျွန်တော်မိသားစုရဲ့ချွေးဆက်တွေနဲ့ရှင်းပြီးဆက်မှာပါမင်းရှိန်မှာပြောလိုက်တဲ့စကားကြောင့်နိုင်မြတ်တတာရှင်နဲ့နှင့်သွားတော့သူမှစဉ်းစားပဲလုံမိခဲ့တာအမြင်ကန့်ယုံလေးသာဖြစ်ပေမဲ့တစ်ဖက်မှာယုံကြည်မှုနဲ့မိသားစုခွင့်ရေးပြီးထိဆုံးရှုံးစီတယ်တော့ကြတော့မင်းလည်းပြတ်မရောနဲ့လားစာရတဖြည်းဖြည်းဖြတ်မယ်ငါမက်မောလို့မဟုတ်ဘူးယောက်ျားတောက်ကအမားဆိုတာလက်ခံနိုင်စေချင်တာဟုတ် MD ခွင့်ပြုပါအောင်မင်းရှိန်ကမာနကိုထိပါခံလိုက်ရတာကြောင့်မျက်ဝန်းနေနေရဲခက်တောက်တောက်လဲလျှောက်သွားပုံဟာနမ်းမြတ်တတာမလုံမလဲကြောက်ရွံ့နေမိတယ်ကိုမျက်နှာလည်းမကောင်းပါလားဘာဖြစ်လာလဲနေမကောင်းလားမမဖြစ်ပါဘူးခိုင်လေးရဲ့ဒါနဲ့ညမလေးရောအိမ်မှာမေမေကပုံမြင်ပြောပြနေလေရဲ့ကိုပြန်လာရင်လှမ်းခေါ်ပါတဲ့မက်ရွှေချောကခိုင်ဆွဲပြောပုံလေးဟာသူ့ရင်ထဲကအပူမေးပေကိုအနှဲငယ်များအေးချမ်းစီတယ်ဆိုပါအောင်တော်ခိုင်လေးကမွေးပြန့်ချောမောလို့ဘယ်သွားမလို့လဲမင်းရှိန်ကတန့်ပြန့်နေတဲ့ခိုင်ဆွဲကိုမေးလိုက်တော့အမေဘာမှမမွေးပါဘူးနော်တနက်ခါပဲလိမ့်ထားတာပြီးတော့ဘဲမှလည်းမသွားဘူးမျက်စောင်းထိုးကပြောလိုက်တော့ဟမ်မယုံပါဘူးတနက်ခါအဲ့လောက်မမွေးဘူးမယုံနမ်းကြည့်မယ်လေမင်းရှိန်ကထက်စားလိုက်တော့ဟာကိုနော်ဘာကြီးပြောမှလည်းမသိဘူးပြောကရှက်သွေးလေးဖြာကပြေးထွက်သွားတယ်သူ့ရဲ့အမောပြည့်လေးလိုတင်စားရလောက်အောင်ထိသူ့မောပန်းသမျှပျောက်သွားတယ်လို့ခံစားရတယ်အော်ခိုင်နေရဲ့ညဘက်ရဲ့တိတ်ဆိတ်မှုကအေးချမ်းလာတယ်မိမလင်းနဲ့သူတို့ရက်ွက်ငယ်လေးကငြိမ်သက်နေရဲ့မင်းရှိန်ကမနေ့ကဖြစ်ပျက်တွေကြောင့်အိမ်မပြောသေးပဲကီတာလေးကင်ပြီးအိမ်ရှိထွက်ခဲ့တယ်ကီတာကျိုးလေးကိုညှိပြီးမိုးမခအိမ်မဲဆိုရင်တချင်းလေးကိုတပိုက်တစားရေရုပ်ကစုံနေမိတယ်ကိုမအိတ်သေးဘူးလားအနားကိုရောက်လာသူကခိုင်စပဲခိုင်လေးရောမအိတ်သေးဘူးလားအိမ်ရကနေကိုတချင်းတန်ကြလို့ထလာတာကိုဖျားညမလေးကိုတချင်းဆိုတိတ်ပါလားယင်ခလေးလေးလို့ပြောနေရဲ့ခိုင်စပဲတပူးလေးကိုလက်လေးနဲ့အသားရိုက်ပြီးသွားအိမ်ရနားထောင်နေကိုတချင်းဆိုပြမယ်နော်ပြောလိုက်တော့မှခိုင်စပဲအိမ်ကိုပြန်လာခဲ့လိုက်တယ်ကိုကအမြဲတမ်းသူ့ဘက်ကိုကြည့်တယ်ပဝင်းချင်ကတမျိုးထင်မအောင်မလိုလားသူခိုင်စပဲအိမ်ရရောက်တော့ရှင်ခုံတန်နေနဲ့ကိုရဲ့တချင်းဆိုတဲ့တက်တဲ့လေးကိုနားဆွေနေမိတယ်ကိုရဲ့တချင်းဆိုတဲ့တက်တဲ့လေးဟာသူမတက်တော့အိမ်မက်တန်နူးညံ့တိမ်မွေးလွန်လာတယ်ဒီတညတော့သူမအိမ်မက်တွေလှပနေတော့မယ်အိမ်မက်ထဲမှာနှစ်ဖူးလေးကိုနမ်းမယ်နော်အော်မင်းရှိန်ဝါရောက်နေပြီလားကော်ဖီတောက်မလားနမ်းမြတ်တတာအိမ်ရနုံချင်းအိမ်ပေါ်ကဆင်းလာတော့မင်းရှိန်ဝါအန်ဒီလေးကိုကြိုးဖို့ရှောင်းနေပြီတော်ပါပြီမဲ့နမ်းမြတ်တတာကျေးဇူးပါမင်းချိန်မှာညင်းလိုက်တော့နမ်းမြတ်တတာနှက်ခမ်းလေးမဲ့သွားတယ်ထို့စဉ်တော်မြနန်းတွေပြင်ဆင်ပြီးထွက်လာကတွားရအောင်ကောင်းလေးနောက်ကျနေမယ်ဟုတ်အန်ဒီအဲ့လိုပြောပြီးစိုက်ထဲကိုထွက်လာခဲ့တယ်အဲ့လိုထွက်လာရဲ့ချိန်မင်းချိန်မှာနဲ့တော်မြနန်းတွေတို့မောင်းလာခဲ့တဲ့ကားကိုတစ်ဖက်ကကားတစ်စီးဟာပြင်းဝင်တိုက်လိုက်ခြင်းဖြစ်တယ်ကားလေးကအချိန်မထိန်နိုင်မင်းလမ်းဘေးကိုထိုးဆိုင်သွားတယ်မင်းချိန်မှာကားထဲမှာညံ့နေရကိုအမြန်ရှုံးထက်ပြီးအန်ဒီမြနန်းတွေကိုပြေးချူမှပြီးတယ်အန်ဒီသူခေါ်လို့လည်းမရသူတို့တိုက်သွားတဲ့ကားကလည်းမောင်းပြေးသွားတယ်အကူညီမြန်တောင်းပြီးဆေးရုံကိုအရေးပေါ်တင်ရတယ်ဘာမှဖြစ်ပါစေနဲ့အရေးပေါ်ခန်းသားမှာမတိမငြိမ်စိတ်လှုပ်ရှားနေသူကမင်းရှိန်ပါနေအကျံပတ်ဆက်လိုက်လားမင်းရှိန်ပါအန်ဒီလေးကိုတေချောင်းကျင်အောင်ဒီရုပ်မှာမယ်လို့ငါမထင်ထားဘူးနမ်းမြတ်တတာတအားငိုလျက်ရောက်လာပြီးသူ့ကိုပြောဆိုနေတယ်မဟုတ်ဘူးမနမ်းမြတ်တတာသူရှင်းပြဖို့ကြိုးစားနေပြီမဲ့တော်ဆန်းနေတောင်မကြားချင်ဘူးသွားနှင်းထွက်သွားနမ်းမြတ်တတာဒေါသတကြီးអော်လိုက်တော့မင်းရှိန်ဝါကခေါင်းကိုင်းဆိုင်ခါလှည့်ထွက်လာခဲ့တယ်ရှင်ထဲမှာတော့ကျေးဇူးရှင်အန်ဒီဘာမှဖြစ်ပါစေနဲ့ငကားလေးအဆွဲကျိုးပါလို့ငါမထင်ဘူးခွေးလေးတကောင်တခင်ပြောက်တယ်လို့ပဲထားပါတော့စိတ်ုံပါဝါမှာစီးကြိုနေသူကမိခင်ထောခဲ့တာခမကြီးမင်းရှိန်ဝါဒေါသကြောင့်စက်ခနဲတုံသွားတယ်တိတ်ဆောက်သွားလားမင်းရှိန်ဝါမကြောက်ပါနဲ့ဒါကတိတ်လေးပါတော်ခင်တာအတွေးတွေကအကြည့်မီကရုံးမာမှုတွေရှန်ထွက်နေသည်လားကျုပ်ရံသူဘသူလေးဆိုတာမသိသေးလို့ဝေဝါးနေရတော်ခင်တာအခုတော့သိရပြီစိတ်ချနေပါခမနဲ့ထိုက်တန်တာပြန်ပေးဆက်စီရမယ်ဒါကကြိမ်စာမဟုတ်ဘူးကလဲစာမင်းစိန်ဝါရဲ့အချီဆူဆူအောက်မှာဒေါခင်ထားတုံလှုပ်သွားမိတယ်သူမထင်ထားသလိုအဆွဲကျိုးတဲ့နှကားတစ်ကောင်မဟုတ်ပဲအိပ်ပျော်နေတဲ့နှကားကိုသွားလှုပ်နိုးမိတာဖြစ်တယ်ဘာကြီးလို့အလုံနာထားရတဲ့မင်းစိန်ဝါအိမ်မနေပြီးတစ်ပင်တွေကိုစိုက်ပြီးအနားယူဖြစ်တယ်
တက်ပင်ဆိုင်နေရလေခိုင်လေးရဲ့နှင်းစီပန်းပင်လေးလို့ပြန်ဖြစ်ရင်းနဲ့မြေဆွနေတော့နှင်းစီပင်ကစူးရည်နဲ့လေကိုကိုရဲ့ခူးတဲ့သူစူးမှာပေါ့ခိုင်စပယ်နှင်းစီပန်းကိုမခူရဲပါခူတိုင်းနဲ့လက်ကိုစူးတယ်မစူးပါဘူးခိုင်လေးရဲ့နှင်းစီပန်းလေးကိုတေချာဂယူးဆိုင်လေးခူပါသူ့ရဲ့အလှနဲ့မွေးရနဲ့ကိုမမောနေုံနဲ့မရအောင်သူ့ကိုဂယူးဆိုင်အလေးထားရတယ်ဒါနှင်းစီပန်းနေရဲ့မာနမင်းချိန်မှာတေချာရှင်းပြလိုက်မှဟုတ်သားပဲနော်ကိုခိုင်စပယ်ချစ်စရာမူရလေးနဲ့ပြောလိုက်တော့ဟုတ်ပါဗျာဒီလိုလေးခုအဲ့လိုဆိုပြီးမင်းချိန်မှာခိုင်စပယ်နဲ့ဖုန်းလေးကိုမြေစေးရည်နဲ့တုံးလိုက်တော့ဟာကိုညစ်ပတ်ကြီးတွေ့မယ်ခိုင်ဆွဲမျက်နှာကိုမြေစေးရည်ပေးချမ်းသွားတော့နှက်ခမ်းလေးစုပြီးမကြေနဲ့ပဲပြန်လိုက်တို့နေတော့မိအောင်လိုက်လေမင်းချိန်မှာရှီမောကပတ်ပြေးနေတော့မိလူကတော့တိတ်မဲ့တာမဲ့ကိုညစ်ပတ်ကြီးအိမ်သေးရဲ့ပန်းချံလေးထဲမှာရှီမောတန်နေပြန့်လွင့်နေတယ်တော်မြနန်းတွေပြန်တတိရလာတော့တကူလုံးနာကျင်ကြိုက်ခဲနေတယ်သူမအရှင်ဆုံးတတိရကားမိတာကသူနဲ့မင်းချိန်မှာကားတိုက်ခံရတယ်အနီလေတတိရလာပြီလားနမ်းမြဲတတာဝမ်းသာအားရမေးလိုက်တယ်မင်းချိန်ဝါတူမလေးသူမစိုးရင်တကြီးမေးလိုက်တော့မင်းချိန်ဝါဘာမှဖြစ်ပါအောင်အနီလေကို့ဘာသာပဲအရှင်ဂရုစိုက်ပါအောင်နိုင်မြဲတတာစကားကြားရမှသူမတပ်ပြင်းချနိုင်တော့တယ်နိုင်မြဲတတာအနေနဲ့နားမလည်နိုင်ခဲ့တာအနီလေးရပါလို့မင်းချိန်ဝါကိုတအားယုံကြည်တယုံစင်တွေ့နေခဲ့တာလေညီမလေးတတိယလာပြီလားသမီးလေးဖေမင်းသူရင်ကအနီလေးတည်ကြချင်းမှာပဲစင်ကူကနေအမြိုင်ရောက်လာခဲ့တယ်ဟုတ်ဖေအခုတော့တတိယပါပြီဒါပေမဲ့အနီလေးကတတိယလာချင်းမင်းချိန်ဝါကိုတအားစိတ်ပူနေတာအလုသမားနဲ့အလုံးရှင်တဲ့ပူနေတယ်လို့ပဲနိုင်မြဲတတာသူမထင်မြင်တာကိုပြောလိုက်တော့ဖေထင်မြင်နေတာတွေမှန်နေပြီလားမသိဘူးသမီးလေးဒါလို့သားဆိုရင်မလွယ်တော့ဘူးဦးမင်းသူရင်ပြောလိုက်တဲ့စကားကိုနိုင်မြဲတတာနားမလဲပါဘာအောင်လဲဖေသမီးနားမလဲဘူးသမီးရဲ့အန်နီလေးကအိမ်တော်ကြခဲ့ဘူးတဲ့ဟင်ဟုတ်တယ်သမီးညာနန်းတွေအိမ်တော်ဘက်ကိုမိဘရဲ့သဘောမတူတော့ခိုးပြေးကြတယ်တာလီမွေးကစားမှသူ့ခင်မွန်ကမတော်တဆဆုံးမသွားတယ်သူသားလေးကိုတငယ်ချင်းလင်များထံခဏအပ်ထားပြီးညာနန်းဆိုင်ကိုပြန်လာခဲ့တာအချင်းတွေရှုပ်ထွေးသွားတော့မမျော်လင့်မဲကြခဲ့တယ်အချင်းတွေရှင်းတော့မှသူပြန်သွားခဲ့ပြီမဲ့တငယ်ချင်းလင်များအိမ်တော်ရေးဖြုတ်ခွဲပြီးနေရာပြောင်းသွားခဲ့ပြီအခုချိန်တည်းသူ့သားလေးကိုရှာနေခဲ့တာမင်းချိန်ဝါဆိုတဲ့ကောင်လေးကညာနန်းဆိုင်ရဲ့မင်းဆိုရဲ့နာမည်စတာဖြစ်ခဲ့ရင်ဦးမင်းသူရှိန်စိတ်ရမတွေးရဲပါဒါဆိုမင်းချိန်ဝါနဲ့သမီးကမောင်နှမတဝမ်းခွဲဖြစ်လာမှာပေါ့နိုင်မြတ်တတာမေးလိုက်တော့မဟုတ်ဘူးသမီးနဲ့သူကဘာမှတွေးသားမတော်ဆက်ဘူးအဲ့လိုပြောလိုက်ချိန်မှာဟေးနိုင်မြတ်တတာသူမကဘာတူလဲဘသူကနာနန်းဆန်အိမ်အရှင်တခင်ဖြစ်မလဲဆိုတော့မင်းချိန်ဝါကိုတွေ့စမ်းတယ်ထွန်မြနန်းနယ်စကားကြောင့်ဦးမင်းသူရင်တို့တာဖာမျက်နှာဖြတ်သွားတယ်ညီမလေးနောက်မှတားဖို့စကားဟပေမဲ့အခုတွေ့စင်တာကိုလေညီမလေးနှစ်ခါထပ်မပြောဘူးနော်တော်မြနန်းနယ်လေတန်းတင်းလာတော့ဦးမင်းသူရင်ထပ်မပြောရဲပါဒါအောင်နန်းမြဲတတာမကြည့်နဲ့အနီလေးတမီးဖေကအနီလေးကိုနော်တိတ်ဆန်းသမီးညီမလေးကမင်းချိန်ဝါကိုတွေ့စင်တာအခုသွားခေါ်လိုက်ဦးမင်းသူရင်ငောင်းလိုက်တော့နန်းမြဲတတာစူအောင်နဲ့ထွက်လာခဲ့တယ်ညာနန်းဆက်အိမ်တော်ရဲ့သွေးသားရင်းချာတော်မြနန်းတွေတယောက်ပဲရှိတာမွေးစားသားနှစ်ယောက်ကိုတော့တိတ်မသိကြအောင်ရှင်းမသူလေဘာလာပြောနေရလဲနိုင်မြဲတတာဆေးရုံထက်မှာမိမကြီးတောက်ကစီးကြိုပြီးရုတ်တရက်ပြောလိုက်တော့အံ့ဩတုန်လှုပ်သွားတယ်ငါမင်းရှိဝါရဲ့မိတွေဖြစ်ခဲ့ဘူးလေပြီးတော့ညာနန်းဆက်အိမ်ရဲ့အတွင်းရေးတွေမမျော်လင့်မဲသိခဲ့ရတယ်ဘလို့လဲမရောသိချင်လားမေးလိုက်တော့နိုင်မြဲတတာအနေနဲ့ဖေရောက်ပါလို့အန်ဒီလေးကိုကြောက်နေရလဲဆိုတာသိချင်တာမို့ညာနန်းဆိုင်မှာတာသမီမထွန်ကားခဲ့တော့မိဘမဲ့ညီကိုညောက်ကိုမွေးစားခဲ့တယ်။ဒါပေမဲ့သမီလေးတောင်မမျော်လင့်မဲရလာတော့အမွေစားအမွေခံကိစ္စကိုကြိုတင်စစ်ဆင်ခဲ့ကြတယ်။အိမ်အောင်နေကြတော့လေအရှင်ရစစ်ဆင်တဲ့အတိုင်းပဲအမွေတွေခွဲပေးခဲ့တယ်။တော်မြနန်းတွေအနေနဲ့မတော်တဆသိဆုံးသွားခဲ့ရင်ကျန်တဲ့အမွေတွေကိုခွဲပေးမယ်။သိဆုံးမှုမှာမရှိုးသားခဲ့ရင်ရှိသမျှအမွေတွေအကုန်လူတန်းမှုစာချုပ်ဆောင်ရနေထားခဲ့တယ်။ဒါကြောင့်မွေးစားသားတွေဖြစ်တဲ့မင်းတီဟာနဲ့မင်းရှိန်မှာအမွေအတွက်စောရကမတက်ရဲတယ်လို့မြနန်းဆိုင်ရဲ့သွေးသားရှင်ဖြစ်တဲ့တော်မြနန်းတွေကိုရှိန်လက်နေကြရတယ်။တော်ခင်ထားအတူကျုံရှင်းပြတော့ရှင်မတို့ဓာရီလာပြောပြနေရလေ။မင်းရှိကမြနန်းဆိုင်ရဲ့စက္ကန့်တို့ဖြစ်လာမှငါမလူလောက်။မင်းရောလူလာသလားနမ်းမြတ်တတာ။တော်ခင်ထားမေကုန်းကတရိုက်ထိတယ်။မင်းရှိကိုလက်ထပ်ပြီးမြနန်းဆိုင်ကိုစက္ကန့်လို့ရတာပဲလေ။နမ်းမြတ်တတာစကားကြောင့်တော်ခင်ထားအေးဆက်ဆက်ပြောပြီးမင်းကမိဖုရားမလုပ်ချင်ပါဘူးပရှင်မလုပ်ချင်တာကူဘာလုပ်နေလဲ
မင်းရှိန်မှာအေးရှိခုံတန်းလေးမှာထိုင်နေတာကိုခိုင်ဆွဲရောက်လာပြီးတော့ကြပြရေးနေတာဗျမင်းရှိန်မှာပြန်ပြေးလိုက်တော့ခိုင်ဆွဲမျက်လုံးပြူသွားပြီတကယ်ပြီးဖက်ပါလားယင်ခိုင်ဆွဲပြောလိုက်တော့တပိုင်းမဲရှိသေးရရေးနေရမပြီးသေးဘူးမင်းရှိန်မှာပြောလိုက်တော့လေလုတ်ပါတပိုင်းတစလည်းဖက်ချင်တယ်နော်ကိုကိုနော်လို့အင်းမရှော့ဖက်ကြည့်ဆောင်လေးကိုပေးလိုက်တော့ချင်းရသူမြက်ဝန်းတိတ်တဲ့စိတ်ငါခိုးကြည့်နေမိတယ်အခြေရဲ့အရေးရောင်နေနဲ့လှပနေလေရဲ့ချစ်သူပါပြင်ထက်ကတနက်ခါးရီရဲ့မှုရက်နဲ့ရှင်ဘက်ထဲတင်ပြက်နေရလေခိုးကြည့်တာရှင်မောရတယ်ချစ်သူပြုံးနေမှာအမုန်းကင်းစေခြင်းနဲ့ချစ်သူစရဲလေကိုဖက်ကောင်းတယ်ခိုင်စမေကစားအုပ်လေးပြန်ပေးကပြောလိုက်တော့စရဲကိုစဉ်းစားနေရလေအခုတော့မရှိတော့မင်းချိန်မှာခိုင်လေးကိုစကျင်လာတယ်ဘာလို့လဲဒီကပြာကိုရင်းနေတာချစ်ရသူအတွက်လေအခုချစ်ရသူကအနားမှာရောက်နေပြီပဲကပြာတစ်ပုတ်မလို့တော့ချစ်ရရဲ့ဒီကောင်မလေးဟာကိုအတွက်ချီနိုချင်းကပြာတစ်ပုတ်ဟာကိုညစ်ပတ်သူမြောက်မလေးတစ်ပတ်နဲ့ရီးစားစကားပြောတယ်ဦးနဲ့တိုင်ပြောမှာမျက်နှာလေးနီအောင်ရှက်နေတဲ့ခိုင်စပယ်နှစ်ဖူးလေးကိုအသားရနမ်းလိုက်ချိန်ကိုဧည့်သည်အေးလေပြေလေးကဧည့်သည်ရောက်လို့မင်းချိန်မှာလာခေါ်စေချစ်သူညောင်မြင်လိုက်ရတော့ကြောင်အန်ဖြစ်သွားတယ်အော်အေးလာပြီညီမလေးမင်းရှိမှာမျက်နှာပူပူနဲ့ပြောလိုက်တော့လေပြေလေးကအိမ်ထဲပြေးဝင်သွားတယ်ညီမလေးမြင်သွားပြီးရှက်လိုက်တာနော်ကိုကြောင့်အဲ့လိုဆိုပြီးခိုင်စပယ်မင်းရှိမှာဘိုက်ကိုဆွဲဆေးလိုက်တော့ဟောတကယ်လို့တယ်ဟာမမျော်လင့်မဲရောက်လာသူကနမ်းမြတ်တာဖြစ်နေတော့ကြောင့်မင်းရှိမှာနဲ့ခိုင်စပယ်အံ့ဩသွားတယ်ကိုမင်းအနီလေးကတွေးချင်လို့တဲ့အဲ့ဒါနန်းကိုယ်တိုင်လာခေါ်တာနမ်းမြတ်တာပြောပုံနေရနမ်းမြတ်တာမှာဟုတ်ရဲ့လားဆိုပြီးအံ့ဩရှူရတယ်ဟုတ်ကဲ့ပါခိုင်လေးဖေဖေကိုပြောထားပေးအောင်နော်ကိုဆေးရုံခဏလိုက်သွားလိုက်အောင်မင်းရှိမှာပြောလိုက်တော့ဖေဖေကပါကိစ္စရှိလို့လေအစောကြီးပြန်ထွက်သွားတယ်ဖေဖေကကိစ္စရှိလို့တဲ့အစောကြီးကပြန်ထွက်သွားတယ်ကိုညီမလေးနဲ့မမခိုင်အိမ်ဆောက်နေမယ်လေခိုင်လေးညီမလေးနဲ့နေပေးပါအောင်နော်တွားရအောင်မနှမ်းမြတ်တာကျွန်တော်တောင်းမှမှာရဲ့မြနဲ့နွယ်သူ့ရင်ထဲမှာအားနာနေမိတယ်တားလေးကိုမွေးစားသားလို့မပြောဘဲထိန်ချန်ထားခဲ့ရမမျော်လင့်ပဲမြနန်းနွယ်ကားမောက်တယ်လို့သိရတော့သူမနေနိုင်တော့ပါမတော်တဆသိသွားခဲ့ရင်တားမိရင်းနေမှန်းတော့တိလိုက်ရမှာမဟုတ်ရပါရဲ့ရှင်တားလေးမဲ့တိလိုက်ရတော့အတိုင်းမသိပြောမိသလိုစောက်ရှောက်ပေးထားရဲ့ရှင်တို့ကိုလည်းကျေးဇူးတင်မဆုံးပါဘူးတော်မြနန်းတွေဝမ်းသာမျက်ရည်တွေကျနေမိတယ်နှစ်ပေါင်းများစွာခွဲထားခဲ့ရတဲ့တားလေးကိုပြန်တွေးရပြီလေထို့စဉ်မင်းရှိန်မှာရောက်လာတော့ဟင်ဖေဘလို့ရောက်နေရ MD ရဲ့စေးရုံခန်းထဲမှာပေရောက်နေတော့မင်းရှိန်မှာအံ့ဩသွားရတယ်ဒါတက်ပူအံ့ဩစရာကောင်းတာအန်ဒီမြနန်းတွေသူ့ကိုခေါ်လိုက်တာတာမင်းရှိန်မှာတားလေးဟင်ကျွန်တော်နားမလည်ဘူးဖေရှင်းပြပါဦးတော်မြနန်းတွေအတိတ်ဆက်လန်းတစ်ခုလုံးရှင်းပြလိုက်တော့မှတားမိတွေဝမ်းနဲ့တကြီးဖက်ကိုမိကြတယ်ဖေကိုခွင့်လွတ်ပါသားအမှန်ကြီးမပြောပြနိုင်ခဲ့တာဖေသားကိုချစ်လွန်းလို့မစွန့်လွတ်နိုင်လို့ပါပြောနေတဲ့ဖေကိုကြည့်ပြီးမင်းရှိန်မှာနားလေတနာမိပါတယ်ဖေမစွန့်လို့ရပါဘူးအနည်းနဲ့ကျွန်တော်ကဖေသားပါပဲမင်းရှိန်မှာစကားဟုတ်ပါတယ်ကျမရှင်သားဖြစ်ကနေခွဲထုတ်မသွားပါဘူးတားလေးကိုပြန်ရတာပဲကျင့်နေပါပြီတော်မြနန်းတွေစကားဆုံးမှာအားလုံးပြုံးမိကြတယ်ကန်တီကတပတ်လေလာခဲ့ပြီးဘာကြောင့်ခေါင်းငုံခဲ့ရပါစေအခုချိန်မှာလက်ညှိုးထိုးတဲ့အရာပြကျသွားစေရမယ်ခမကြီးစောင့်နေပါတော့ခင်ထောင်အလဲဆိုတာအချိန်ကြာရေးမလိုပါဘူးကျွန်တော်မကျေနပ်ဘူးကိုကြီးဦးမင်းသူတွေဒေါ်သားတွေထွက်နေမိတယ်သူတို့၃ယောက်မှသူတယောက်ထဲသာသားသမီးရှိတယ်ညာနယ်ဆက်ရင်ရဲ့အမွေတွေဟာနိုင်မြတ်တရားအတွက်လို့တေချာခဲ့တယ်အခုတော့စိတ်လျှော့ပါညီလေးရာငါတို့ဘွားတွေကပြည့်စုံနေတာပဲညီမလေးမြနယ်တွေကိုကူညီပေးကြရအောင်ပါဦးမင်းတီဟာကတော့ကျေးဇူးတရားအောင်နားလေတယ်လောဘဆိုတာလည်းအတိုင်းတာရှိတယ်မရဘူးကိုကြီးဒီလိုမဖြစ်စေရအောင်တမီနိုင်မြတ်တရားကမြနန်းဆိုင်တခင်မှာဖြစ်စေရမယ်ဦးမင်းသူရင်ကဒေါသပင်နဲ့တောင်းလောင်နေတာကိုအကိုဖြစ်တဲ့ဦးမင်းတီဟာစိတ်မချမ်းသာနိုင်စွာကောင်းရမိတယ်ကျေးဇူးရှင်ကိုကျေးဇူးမဆက်ချင်နေပါကျေးဇူးတော့မကန်းတင်ပါမေစေးတော့ရအောင်နော်မင်းရှိန်ကအနာမခွာပဲအရေးလိုဂရုစိုက်ပြုစုနေမိတယ်လူသားတိုင်းအတွက်မေလိုအပ်တယ်သူ့အနေနဲ့ခုမှအမေကိုပြုစုကျေးဇူးဆက်ခွင့်ရတယ်အေးပါသားရဲ့ငါသားတိုက်တဲ့စီတောက်ရမှာပေါ့တော်မြနန်းတွေအနေနဲ့တရားတွေကအမျက်ဆုံးတက်တာလာရလို့ခံစားမိတယ်မိခင်တယောက်အနေနဲ့ရွှေငွေစည်းစိမ်ထံပုံမှန်မောသောအရာမှာသားသမီးတွေရဲ့ဂရုစိုက်ယူရမှုဖြစ်တယ်မေဖုန်းလာနေရဲ့မင်းရှိန်ကအနာဖုန်းယူပေးလိုက်တော့တော်မြနန်းတွေကင်လိုက်တယ်ဟီးတစ်ဖက်ကပါပြောလိုက်လဲမသိမေမျက်နှာတအားပြတ်သွားတာမို့လို့မင်းရှိန်ကစိုးရိမ်သွားရတယ်မေဖုန်းပြောပြီးအောင်စောင့်ပြီးမှမေဘာဖြစ်တာလဲရင်မအောင်နိုင်မဲချက်ချင်းမေးလိုက်တော့
ငါသားကိုအမွေလွှဲပြောင်းပေးရမယ်ရှင့်နေဦးချင်းလင်းရုတ်တရက်ဆုံးမသွားတယ်တဲ့မတော်တဆမှုလို့ပြောရပေမဲ့လူသက်တဲ့ပုံစံတွေပါတယ်တဲ့သားအမေတို့အမွေကိစ္စအောင်မလိုလားတဲ့သူတွေရှိနေပြီတော်မြနန်းတွေရှင်မောစွာပြောလိုက်တော့အမွေကိစ္စတွေတအားမလောပါနဲ့လားမေမေဘလောဆယ်မေမေကျမ်းမာရေးကိုပဲဂရုစိုက်စေခြင်းနဲ့မင်းရှိမအနေနဲ့အမွေတွေကိုတအားလိုချင်စိတ်မရှိထို့အမွေတွေကြောင့်အမေတခုခုဖြစ်မှာသူမလိုလားပါဟုတ်ပါပြီကွယ်မေသားလေးပြုံးပြမျက်နှာလေးညှိုးနေရမလှအောင်တော်ကြခိုင်လေးရရုပ်ဆိုးလို့မချစ်ပဲနေလိမ့်မယ်တော်မြနန်းတွေစလိုက်တော့ဟာဗျာမေမေရလေကျမကိုဘာပြောစရာရှိလို့လဲမနန်းမြတ်တာကန်တော်ကြီးကိုလိုက်ခဲ့ဖို့လာခေါ်တော့ခိုင်စပယ်လိုက်လာခဲ့မိတယ်ကိုကိုသတင်းတွေကြားတော့အခြေအနေတွေကပြောင်းလဲသွားပြီမို့တိုးအနေနဲ့မင်းကိုပွပွလင်းလင်းပြောလိုက်မယ်မင်းရှိန်ဝါကအရှင်ရမင်းနဲ့တွဲတဲ့ခက်ချာချာကောင်းလေးမဟုတ်တော့ညာနန်းဆိုင်ရဲ့တခင်လေးဖြစ်ပြီပြောချင်တာကိုတဲ့ပြောပါမနန်းမြတ်တာတွေ့ပိုက်မပြောပါနဲ့မင်းရှိန်ဝါနဲ့တို့မိဘတွေကသဘောတူထားကြပြီမင်းရှိန်ဝါကဘာမဟုတ်တဲ့မင်းကိုခင်တွယ်နေတရားဖြစ်နေတယ်တန်ဖိုးမရှိရဲ့မင်းအတွက်သူစိတ်နှောက်ယှက်ဖြစ်မှာငါမလို့လားနန်းမြတ်တာမူသားပြင်းပြင်းနေတုံးလိုက်တယ်ကျမသူ့ကိုဘသူမှန်းပါမှန်းသိလို့ချစ်ခဲ့တာမဟုတ်ဘူးမနန်းမြတ်တာကောင်မလေးတောင်းနဲ့ကောင်လေးကြောင့်ရိုးသားစွာချစ်မိကြတာပါပဲပြီးတော့တန်မိုးဆိုတဲ့စကားမနန်းမြတ်တာဘလို့နားလေထားလို့လေတန်မိုးရှိရဲ့လူဆိုတာပညာတွေရုပ်ရည်စိစိမ်နေနဲ့တတ်မှတ်ထားတာမဟုတ်ဘူးကိုရထားရဲ့ဘဝမှာကောင်းမွန်အောင်နေရဲ့သူဟာတန်မိုးရှိတာပဲကိုလိုက်ပြကိုလုံးမစေမနန်းမြတ်တာရှင်နေရမွန်းချက်နေတာကိုစကလုံးနေနဲ့ပဲသူမှဖွင့်ထုတ်လိုက်မိတယ်။ဟာလေမင်းရရှေ့ဆက်တိုးမလို့လား။ဒါမင်းချစ်သူကိုစစ်တာတဲ့မင်းချစ်သူအပိုင်ချမ်းပြီးလူကုန်ထံအတိုင်းဝိုင်းမှာမျက်နှာငယ်စီမှာနော်။နန်းမြတ်တာစကားလှည့်ကထိုးနှက်လိုက်တော့ခိုင်စပယ်အသားရပြုံးပြီးလူတိုင်းကကိုချစ်ရတဲ့သူအကောင်ဆုံးຢာတွေပဲပေးဆက်ချင်ကြတာပါ။ကိုချစ်တဲ့သူရဲ့အကောင်ဆုံးຢာတွေကိုဖျက်ဆီးရအောင်လို့ထိကျမမယူရဲမဆန်ဘူး။ချစ်သူပြောနေရင်ကျမတစ်သက်လုံးလွမ်းနေလို့ရပါတယ်။သူမလှဲ့ထွက်လာခဲ့မိတယ်။ရင်ဘက်တစ်ခုလုံးနာကျင်နေတယ်။ခြေနှမ်းတွေကဘယ်စီကိုဦးတည်နေမှမသိ။မျက်ရည်တွေမကျအောင်ထိန်းထားစေပါ။ရုပ်တရက်မိုးတွေကျလာခဲ့တယ်။သူမမရှက်တတ်မိပါ။မိုးဆက်တွေနဲ့အေးမြမှုဟာရှင်နေရပူမငြိမ်သက်နိုင်မှာမိုးရီနဲ့မျက်ရည်တွေကပါရောကပါးပြင်မော်ကျဆင်းနေတယ်။အချစ်တစ်ခုကိုယူမိုက်နေမိတာနှလုံးသားရှိရဲ့တာမန်လူတယောက်ပါပဲ။သူမချစ်ခဲ့တယ်။ယူမိုက်စွာဆက်ပြီးတော့လွမ်းနေအောင်မယ်။လင်းတီပြီးဖေဖေဆုံးမသွားပြီလို့ကြားသိစင်နေရအရန်ကိုဝမ်းနေခဲ့ရတယ်။တအားငုံမိခဲ့တယ်။သို့တော်ဖေဖေပြောခဲ့တဲ့စကားတွေကတအားမှန်ခဲ့တယ်။မတရားမှုများရဲ့လောကကြီးမှာတရားတော်ဘက်ကနေရရှိနေပြီအတွက်အသက်အန္တရာယ်အချိန်တိုင်းရှိနေတယ်။သို့တော်မြတ်တော်တည်ခြင်းဖြင့်လောကကိုအနှံ့ဆင်ပေးခဲ့တယ်။သူမကို USA မှာပညာတော်သင်ဆေးခဲ့တာထက်မြက်ပြီးရင်ကျက်တဲ့ရှင်းနေကောင်းတရားဖြစ်စေဖို့အခုသူမအရှိချင်းတွေနဲ့ဖေဖေရဲ့မတရားခံရမှုကိုဖြေရှင်းရတော့မယ်။နန်းမြတ်တာလေရင်ကွင်းနေနိုင်တကြီးကြီးနဲ့စိတ်အိုက်နေမိတယ်။တော်မြနန်းတွေကဧည့်သည်တက်ကိုကြိုခိုင်းလိုက်ခြင်းဖြစ်တယ်။ညနန်းဆက်အိမ်မှာနေခွင့်ရှိတဲ့အရေးကြီးဧည့်သည်သူမဟုတ်ရှင့်နေဦးချင်လင်းရဲ့သမီးလင်းတီဝီလေရင်ဆက်ရောက်လာတော့နန်းမြတ်တာအနေနဲ့လင်းတီဝီကိုအလွယ်တကူပဲရှာတွေ့ပါတယ်။ USA မှာနေရလို့မထင်မဲ့ရအောင်မြန်မာဝန်ဆန်နဲ့ရှင်ကျေးစွာလှနေရဲ့မျက်ဝန်းတွေကဆူရှားနေပုံဟာမိမဲသားကြောင့်နဲ့မလိုက်အောင်ဖြစ်တယ်။နာကြိုပြီးရကျေးဇူးလင်းတင်ပြီးကားပေါ်ရောက်ရောက်ချင်းပဲကျေးဇူးတင်စကားပြောကဖိုင်နေဖက်နေရဲ့ရပါတယ်သူကနမ်းမြတ်တာသူမပြန်မိတ်ဆက်ပေမဲ့လင်းတင်ပြီးကတော့တစ်ချက်လေးမှစောင်းခဲ့မကြည့်တို့တည်ရဲ့စင်ကာပူမှာကြောင်းပြီးရဲ့ညာနန်းဆိုင်ရဲ့မွေးစားသားနှစ်ယောက်ထဲကဦးမင်းသူရင်ရဲ့တယ်ရီတော်သမီးအသက်က20ခုအဲ့လိုပြောလိုက်တော့နမ်းမြတ်တာနည်းနည်းရှိန်သွားပြီးရှော့တွက်ထားလို့တော့မရပါအမွေလွဲမှုကိစ္စအတွက်ပဲလားမက်လင်းတည်ပြီးနမ်းမြတ်တာထပ်ပြီးတော့မဟုတ်ဘူးဖေဖေသေးဆုံးသွားရတာမယူတော့လူသက်သမားကိုရှာဖို့လင်းတီပြီးစကားပြောပါနဲ့တယ်ဘသူ့ကိုဘယ်လိုပြောရမလဲသိရင်သူမမတင်ကဖြစ်နေတာဦးမင်းသူ့အိမ်တို့တားဖားဖြစ်တယ်နန်းမြတ်တာကစိတ်လုံရှားလဲပြီးအလော်တကြီးလောက်တတ်တဲ့အကျင့်ရှိတယ်သူမထည့်ပြောလိုက်ရင်အမားတွေနဲ့အလော်တကြီးလုံမယ်အခုတော့မျက်နှာတအားပြတ်နေတာသိတာနေတယ်ဦးလေးကမတော်တဆဖြစ်တာမဟုတ်ဘူးလားနန်းမြတ်တာနည်းနည်းတုံလုံနေတယ်သူမဖေဖေရဲ့လုံရက်တွေကိုသိထားတော့လိပ်ပြမလုံးလူသက်သမားကိုတိုးတိထားရင်နမ်းမြတ်တာလင်းတီပြီးနမ်းမြတ်တာကိုစိုက်ကြည့်ပြီးတလုံးချင်းပြောလိုက်တယ်ခိုင်စပယ်ပန်းချံလေးတဲ့အမြဲရောက်ဖြစ်တယ်ကိုကိုကိုလွမ်းနိုင်ကိုကိုချစ်တဲ့ပန်းပင်တွေကိုပြုဆိုရင်အလွမ်းဖြစ်တယ်လွမ်းတယ်ဆိုရဲစကားနှလုံးဟာပြောလို့လွယ်ပြီးမြခံစားရသူရှင်ဘဲတစ်ခုလုံးစုပ်ပြတ်တတ်အောင်နာကျင်စီရတယ်ခိုင်နေ
မင်းရှိန်ဝါခိုင်လေးနဲ့ညမလေးတို့ကိုလွမ်းတော့ကြောင်းအိမ်ကနာပြန်လာခဲ့တာဖြစ်တယ်မမျော်လင့်မဲ့ပန်းချန်ထဲမှာခိုင်လေးကိုတွေ့ရတော့ပျော့သွားတယ်ဟေးကိုမဟုတ်သေးပါဘူးခိုင်လေးရုတ်တရက်ပျော့သွားပြီမဲ့နမ်းမြတ်တတာရဲ့စကားတန်နေပြန်တတိယသွားကလှည့်ပြေးထွက်လာခဲ့တယ်ဟာခိုင်လေးမပြေးနဲ့လေမင်းရှိန်ဝါနမ်းမြတ်တတာနဲ့ခိုင်လေးတို့ပြဿနာဖြစ်တာမသိရသေးတော့ခိုင်လေးပါကြောင့်ထွက်ပြေးရလဲဆိုတာနားမလဲပါအမြန်ပြေးလိုက်တော့ထွေးဖန်ထားလိုက်တယ်ကိုရဲ့ချစ်သူရင်ခွင်ထဲမှာသူမဟဲ့မဆောင်နိုင်မေဝမ်းထဲစွာငိုချမိလိုက်တယ်။ဘာလို့ငိုရလဲခိုင်လေးရဲ့ကိုပြစ်ထားမိလို့လားဟင်။မင်းချိန်မှာတအားငိုနေတဲ့ချစ်သူလေးကိုတနာကျင်နာစွာနှစ်ဖူးလေးနှမ်းပြီးမိတော့လွတ်ပါတော့ကိုရဲ့ကိုမှာပိုင်ရှင်ရှိနေပြီပဲ။ခိုင်လေးခဏတာရှင်ခွင်နဲ့ထွေးဘက်ခံခဲ့ရတာခြေနဲ့ပါပြီ။ခိုင်စပယ်ဝမ်းထဲစွာပြောလိုက်တဲ့စကားကိုမင်းချိန်မှာနားမလဲ။ဘာလို့ပြောရလဲခိုင်လေးကိုနားမလဲဘူး။မင်းချိန်မှာမေးလိုက်တော့မှကိုနဲ့မှန်နှမ်းမြတ်တတာတို့ကလက်ထပ်ပေးပြီမလားအယူမလေးကိုကခိုင်လေးကိုစစ်တာလေနှမ်းမြတ်တတာကိုစိတ်ကူးရတာမရှိတာဘယ်ကနေဘလို့လက်ထပ်ရမှာလဲဗျကိုတော့ရီးမနေနဲ့အတီးပြောနေတာတကယ်ပါခိုင်လေးရဲ့ကိုရင်ဝင်နဲ့ခိုင်လေးကြောက်တာတသက်တာထွေးပွေထားမှာပါအလွမ်းနေနဲ့ခြံထားခဲ့ရင်တော့မှကိုလွမ်းနေမှာပါဘာပြောတယ်ဒေါခင်တာတော်လေးတုံ့လုံသွားမိတယ်ရှေ့ဒီမှာလေးလင်းတီဗီကစကားဆက်ပြောတယ်ဟုတ်ပါတယ်ပိုင်ဆိုင်မှုတွေကိုစာချုပ်စာရွက်အနေနဲ့တရားရုံးမှာပြန်ရှင်းရပါမယ်စကားတန်အေးဆက်ဆက်ဘသူလဲဘသူကတောင်းဆိုတရားဆွဲရလဲကျွန်တော်ကတရားဆွဲတာပါတော့ခဲ့တာကျွန်တော်ရဲ့မွေးစားမိဘကြီးစိတ်စိတ်နေညီမလေးလေးပြည်ကိုနှွေပြောင်ပေးရခဲ့တဲ့စာချုပ်တရားဝင်နေနဲ့ရှိနေတယောက်စီမှာအပ်ထားခဲ့ပါတယ်မင်းချိန်မှာအချိန်မီရောက်လာရင်လို့ပြောရမယ်အရင်ကမင်းချိန်မှာမဟုတ်တော့မှညာနယ်ဆိုင်ရဲ့တခင်လေးဖြစ်လာတော့မေတော်မြနန်းတွေရဲ့တန်ဝီသွားတာမဖြစ်နိုင်ဘူးမင်းချိန်မှာမင်းမဟုတ်တာလာမပြောနဲ့နော်ဒေါခင်သာသွေးယူသွေးရမ်းနေဖြစ်သွားပြီတဲ့သူမအနေနဲ့ဒီစီးစိန်တွေကိုမယိုမသားရယူထားတာလေမတရားမှုကကြာရှည်မခံပါဘူးဒေါခင်သာကျွန်တော်ရဲ့မွေးစားမိမိကဖေဖေကိုတော့အသိမပေးပဲရှိနေရုံချုံမှာညီမလေးရှိရအတွက်အမွေတွေကိုလွှဲပြောင်းပေးရဲ့စတေတန်းစာထားခဲ့တယ်အဲဒီရရှိနေမလင်းတီပြီးမြန်မာနိုင်ငံရောက်လာတော့ဒီကိစ္စတွေသိခဲ့ရပြီမင်းချိန်မှာတက်တောင်တက်တာထိုင်ပြီးအေးဆေးပဲပြောပြလိုက်တော့မင်းဒေါခင်တာဘာဆက်ပြောရမှန်းမသိတုံလုံးနေတယ်သူမလမ်းပေးရောက်တော့မဲ့ကိစ္စနောက်တစ်ပတ်တောက်ကြနေရုံချိန်မှာဒါတရားရုံးကစင့်ခေါ်စာပါဒေါခင်တာခွင့်ပြုပါအောင်တရားရုံးစင့်ခေါ်စာကိုချပေးပြီးလင်းတီဗီနဲ့မင်းချိန်မှာလှည့်ထွက်လာခဲ့တယ်ဒေါခင်တာကတော့တရားရုံးစင့်ခေါ်စာကိုတရေတစ်ကောင်တို့ကြောင်းလက်စွာကြည့်နေမိတယ်ကျေးဇူးပါမလင်းတီဗီကော်ဖီဆိုင်ထိုင်ရင်မင်းချိန်မှာကျေးဇူးတင်စကားပြောလိုက်တော့ရပါတယ်ဒါကဒိုးလို့ရမယ့်အလုပ်တွေပဲမတရားမှုကိုတရားအောင်လုပ်ဆောင်မှုဖေဖေကဒီလောကတွေကနေတင်ပြပေးခဲ့တာလင်းတီဗီတခါတည်းဖေဖေကိုတအားတတိယမိတယ်မလင်းတီဗီဖေဖေကိုကိစ္စကိုစုံစမ်းရတာအဆင်ပြေရဲ့လားကျွန်တော်ဘာကူညီပေးရမလဲမင်းချိန်မှာမေးလိုက်တော့တို့တီဗီလိုပဲခေါ်ပါဖေဖေကိစ္စကိုစုံစမ်းနေရတိတ်အားမရအောင်လုံးကျန်သွားတအားပြီးလွန်းနေဒါပေမဲ့တို့ကမလျှော့ပါဘူးတနေ့အမှန်တရားပေါ်လာမှာပဲလေလင်းတီဗီကယုံကြည်ချက်ပြင်းထန်တယ်အာယုံစူဆိုင်တက်သူတယောက်မေအဲ့ရနိုးနေပြီလားတားရောက်လာတာနောက်ကျသွားတယ်မင်းချိန်မှာထမင်းကြိုက်လေးကိုအသာချပြီးမေနာကတ်သွားတော့အခုမှနိုးတာပါတာရဲ့ပြောပါအောင်မေအတွက်ဘာစားကြပါလဲစက်သားနဲ့ဘူးသီးပါရင်လို့ပြောလိုက်တာပဲမေမြိုင်လဲဆိုင်ရာထည့်ပေးလိုက်တာပြောရင်ထမင်းကြိုက်ကိုဖွင့်ချိန်ဟာသွားပါပြီမေရဲ့လမ်းနဲ့တိုင်းပြီးတော့ဟင်းခွက်တွေမှောက်ကုန်နေဘာမှဖြစ်ဘူးသားလက်ပူလောင်မယ်နော်ဂယူးဆိုင်အောင်တော်မြနန်းတွေတာဖြစ်သူစိုးရိမ်စွာကြည့်နေတော့မင်းချိန်ကတော်တော်လေးကြည့်နိုးမိတယ်မိခင်ကြောင့်မြတ်တာငက်နေသူမို့မောက်နေရဲ့ဟင်းနေလာစားနေတဲ့ကြောင့်လေတခွေးခွေးနဲ့မန်ဖီကအကျော်ဆွဲကတေးသွားတော့မင်းချိန်ကနဲ့တော်မြနန်းတွေမျက်လုံးပြူးသွားတယ်ဟေးမေခဏနေအောင်နော်ဒါမြနန်းဆိုင်ကိုပြန်လိုက်အောင်မေဒါလောက်ကျန်တာမေမင်းချိန်ကအံ့ဩသွားတယ်လို့အတော်လေးဒေါသထွက်သွားမိတယ်အမေတခုခုသာဖြစ်ခဲ့ရင်သူစိတ်ထိနိုင်မှာမဟုတ်အေးဒါဂယူးဆိုင်အောင်နော်တော်မြနန်းတွေအလော်တကြီးထွက်သွားတဲ့မင်းချိန်မအောင်မှားလိုက်ပြီးသူမရဲ့ပြည်ကိုဖုန်းဆက်ခေါ်ကစားစာလာဖို့ခိုင်းတယ်ဘယ်သူ့မှရှုံရမှမသိရဲ့အချင်းနေနိုင်မြတ်တာစဖို့မှုရှိတာအခုဗမာလဲမင်းချိန်မှာဒေါသတကြီးနဲ့ရောက်လာတော့တို့အလုံးထုတ်လိုက်ပြီလေအခုတလောဟင်းချက်တာတွေမကောင်းလို့အမူအရာတွေကဂလန်ကဆန်မှုနိုင်မြတ်တာကဆိုဖာပေါ်ထိုင်ရင်းနဲ့လက်သန်းနေဆိုကအေးဆေးဖြေလိုက်တယ်အလုံသမားတက်ကိုထုတ်တာမမေကိုအသိမပေးဘဲနဲ့ရသလားနမ်းမြတ်တာမင်းရှိန်ကသူမရဲ့အချိုးတွေကိုကြည့်မိတာအခုလေထိုင်နေရဟိုပေါ်တီပေါ်နေပါဖြစ်နေရလဲမင်းရှိန်ကဘဝမေးတယ်လို့မလုံနဲ့နော်ငါဘဝမေးတာမဟုတ်ဘူးနမ်းမြတ်တာအခုမှဘဝအစ်စ်ရတာငါဘာလို့လဲဆိုတာနင်းသိသေးရင်အချိုးရည်ပြင်လိုက်ပါ
မင်းအဖေနဲ့ငါအမေမျက်နှာကြောင့်ငါတီးခံနေတာမဟုတ်ရင်မင်းကိုဒီဆန်အိမ်ကခွေးတစ်ကောင်လိုမောင်းချလို့ရတယ်နှင်းနိုင်မြတ်တာတုံးပြန်ပြောဖို့ဒီစကားရှာမရစိတ်တူတာရောရှက်တာရောပေါင်းပြီးအသားတွေတစ်ဆက်ဆက်တုံနေတယ်မင်းရှိန်ပါလူနဲ့ခဏစကားပြောလို့ရမလားအပေါ်ထက်ကဆင်းလာရင်လင်းတီပြီးပြောလိုက်တော့ဟုတ်ရပါရဲ့တီပြီးအဲ့လိုပြောပြီးမင်းရှိန်ပါနဲ့လင်းတီပြီးစာချီကန်ထဲဝင်သွားတော့မှနိုင်မြတ်တာဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်ပြီးမင်းရှိန်ပါညီမလေးကိုပြန်ပေးဆွဲထားလိုက်မင်းတို့ဘသူကြီးလဲညာရေးချင်းမတော်အိမ်ထဲရောက်လာတဲ့သစိမ်းနေကြောင်ဦးမင်းမြတ်ထိတ်လန့်သွားတယ်ဘသူလဲဆိုတာနောက်တော့သိရမှာပေါ့ဗျာဟဲ့ကောင်နေခလေးမလေးကိုဖမ်းခဲ့ဟာမင်းတို့ငါသမီးကိုမထိနဲ့လာကြပါအောင်မျိုးဦးမင်းမြတ်စိုးအောင်မအွန်လိုင်းခင်ပါပဲရှင်မကိုဓာထိုးခံလိုက်ရတယ်အိမ်ကိုမီးရှို့ခဲ့တယောက်အမိတ်ပေးလိုက်သလိုလေပြေလေးကကြောက်လန့်တဲ့ကြားရုံးကန်အောင်ဟစ်တယ်ဖေလေပြေလေးကောင်အရိုက်ခံလိုက်ရတော့ခဏတာမိ့မျောသွားတယ်ဦးလေညီမလေးခိုင်စပယ်မီးတောက်လောင်တဲ့တန်နေကြောင်ကြပြထားကြည့်လိုက်တော့ကိုကိုတို့အိမ်လေးမီးလောင်နေတယ်ဦးလေးနဲ့ညီမလေးကိုအသေးတန်ခေါ်နေပြီးမဲ့အရေးရောင်လေးတော့မမြင်ရဖေညီမလေးမင်းရှိန်မှာကဘာပြတ်တယ်လို့ခံစားရတယ်ဖေနဲ့ညီမလေးကိုဘလို့လူတွေကလှုပ်ရက်နိုင်တာလေစိတ်ထိမအောင်သားရဲ့အသက်ရှင်ခြင်းရှင်နေအောင်ပါတော်မြနန်းတွေကိုချင်းစာမိပါတယ်တာလီဘလောက်ပူလောင်နေမလဲဆိုတာအလောင်းနေတွေကတော့ဦးမင်းမြတ်အလောင်းလိုပဲအတီးပြရတယ်ဗျကလေးမလေးလောင်းကတော့ရှာမတိဘူးမှုခင်းရရှိကလာအသိပြီးတော့ဟုတ်ကဲ့ပါဆက်လက်ဆောင်ရွက်ပြီးပါလင်းတီဝီကဒါကိုတယိုတယိုမဖြစ်နိုင်ဘူးလို့ထင်နေတယ်ဘာထူးခြားလဲဖုံးနေလားလင်းတီရဲ့ဟွက်ဖဲတစ်ချက်လို့ပြောရမယ်တငယ်ချင်းစကန်မူဖုံးနေလားဦးမင်းမြတ်ကလူသက်ခံရတာလူသက်သမားတွေကနေဖေကိစ္စတော့လို့ခြေရလက်ရမကြအောင်လှုပ်သွားတာဘာတဲလုံးစားမှမရအောင်ဒါပေမဲ့ငါတခုရခဲ့တယ်ပြောရင်လက်ထရားရှာလေးကိုထုတ်ပြလိုက်တော့ငကားယုံလေးစတီနဲ့ပြောင်းလဲနေအောင်တေချာလက်ရမြောင်အောင်လှုပ်ထားတယ်အေးပါငါနာမျက်တတာကိုကြည့်ထားလိုက်မယ်နေအပြင်အားစုံစမ်းလင်းတီပြီးဖုံးနေလားအနာကနေခွာလိုက်တယ်ငါတောင်းမှန်ပါတယ်စီးစိတ်နေအကုန်ယူပါလူတော့ထောင်မချပါနဲ့ဒေါခင်ထားမာနရီမထားနိုင်တော့ပါသူမသုံးဖြုံခဲ့သမျှအစာကျုပ်တရားပိုင်ဆိုင်မှုရေလျှော့နေရင်ပြန်မလျှော့နိုင်ရင်ထောင်ချတော့မှာဖြစ်တယ်ခမရကိုထောင်ချဖို့တက်တပ်ပြစ်လိုက်ချင်တာဒေါခင်ထားအဖေကိုတတ်ခဲ့တာခမရပဲမင်းရှိန်ကဒေါသကြီးထွက်နေရင်အဖေကိုတတ်ခဲ့တာဒေါခင်ထားလို့သူရှုံကြည့်ရဲ့လေဟေးမဟုတ်ဘူးမင်းရှိန်ကငါမတက်ဘူးတတ်ခဲ့တာဒေါခင်ထားစကားရက်တက်လိုက်ချိန်မှာဘသူလဲဒေါခင်ထားကျမတို့ကိုပြောပြပါရှင်အတွက်အကျိုးမရောက်စေရအောင်လင်းတီပြီးပြောလိုက်တော့မဖြစ်နိုင်ပါဘူးကွယ်ငါ့ကိုသူတို့တတ်လိုက်မယ်ဒေါခင်ထားတုံလုံးနေတယ်ပြောပါဒေါခင်ထားကျမအနေနဲ့ရှင်ကိုဒီစည်းစိမ်ကိုပြန်ပေးမယ်လင်းတီပြီးစကားထိရောက်ပါတယ်ဒေါခင်ထားလောဘစိတ်နဲ့မျက်လုံးတွေအယောင်တောက်လာတယ်တကယ်ပြောပါလားဒေါခင်ထားမရှုံနိုင်သေးပဲထပ်မေးလိုက်တော့ရှော့ဘသူလဲဆိုတာပဲပြောမင်းရှိန်ကစာချုပ်ကိုကန်ပေးကမေးလိုက်တော့ဒေါခင်ထားစာချုပ်ကိုအသေးတန်ယူပြီးနမ်းမြတ်တတာနဲ့ဦးမင်းသူရင်းဟမ်မင်းသူရင်းအံ့ဩသွားတယ်။အော်ငကားရုပ်လေးတွေနဲ့လူသက်သမားတွေရောလင်းတီရီအနေနဲ့ဘသူလဲဆိုတာကြိုတင်မှန်းဆပြီးသားမို့တိတ်မအံ့ဩပေမဲ့ငကားရုပ်လေးတွေနဲ့ပတ်သက်မှုတော့မသိသေးတာအမှန်သူတို့ကနေဆက်ကလူမိုက်တွေဦးမင်းသူရင်းငှထားတာသူတို့ကလူမောင်ခုနဲ့ဘိန်းတွေပါကူတယ်ဒေါခင်ထားသူ့သီးသမျှဖြေလိုက်တယ်ဒါပေမဲ့သူမတတိမိနေခဲ့တာဦးမင်းသူရင်းကအမြဲစောင့်ကြည့်နေရဆိုတာပါပဲကူတအားဝမ်းနေနေလာရင်ခိုင်လေးကိုမျက်နှာကိုကြည့်ပြီးစိတ်မကောင်းပါကန်တရားပြောင်းလဲရကိုချစ်တဲ့သူတွေကိုဆွဲခေါ်သွားဖို့ဆိုရင်အပြောင်းလဲဖြစ်ချင်တော့ခိုင်လေးရဲ့မင်းချိန်မှာစိတ်တွေတအားပင်ပန်းလာပြီခိုင်လေးလည်းကိုနဲ့ထက်တူဝမ်းနေမိပါတယ်ကိုရဲ့ခိုင်စပယ်ချစ်သူကိုနားလဲစွာပွေဖက်ပြီးတော့မင်းချိန်မှာခလေးတောက်လို့ပင်ပန်းနေရဲ့ဒီအချိန်မှာငိုချဖို့ရှင်ခွင်တစ်ခုလိုတာမို့ခိုင်လေးရဲ့ပခုံးထက်မှာငိုချလိုက်တယ်ယောက်ျားတယောက်ဖြစ်ပေမဲ့အသေးနှလုံးကိုထိခိုက်စေခဲ့တဲ့ဖြစ်ရက်တွေကဟယ်လိုလင်းသူရီထံကဖုန်းဝင်လာတော့မင်းရှိန်ဝါကင်လိုက်တယ်ညီမလေးကိုပြန်တွေ့ရပြီဟုတ်လားဘယ်လိုပြန်တွေ့ရလဲတီးပြီမင်းရှိန်ဝါအတန်တီတောင်အောင်ပြော့နေမိတယ်အော်လာပြီအခုလာပြီမင်းရှိန်ဝါဖုန်းချလိုက်ပြီးခိုင်လေးညီမလေးကိုပြန်တွေ့ပြီတဲ့တွေ့ကြပြီပေါ့ကွာဒီတစ်ခါအတုံးလက်ပြန်စပြီးနမ်းမြတ်တာမင်းခန့်နိုင်ရှိဖို့ကြိုးစားတာအေးဆက်ကျင်းဝါတန်ဟာကြက်သိန်းထားမိအောင်ကြောက်စရာကောင်းနေညီမလေးမင်းရှိန်ဝါညီမလေးလေးပြီးကိုပြေးဖက်လိုက်တော့ကိုဖေလေပြေလေးကဖေကိုမြေအောင်ကပြန်ပြောနေတော့တိတ်ပါညီမလေးရဲ့မငိုပါနဲ့နော်ကိုရှိရလေနော်ညီမလေးမင်းချိန်ကညီမလေးငိုတာကိုမကြည့်ရနိုင်အသေးတွေတစားစီအကွဲတလို့နာကျင်ရတယ်
တို့အတွက်လုံခြုံတဲ့နေရာတစ်ခုလိုပဲမင်းချိန်ပါလင်းတီဗီကပြောလိုက်တော့ဖုန်းနေလာကလည်းထောက်ခံတယ်လို့ခေါင်းညိတ်တယ်ဟုတ်တယ်ညီလေးအခုကိုရိုရဲတဲ့ဖွဲ့ဝင်တွေကဲထားတာအရှင်မရအောင်အသေးပဲဖမ်းမိတယ်ဒီကောင်တွေကတာမန်လူမိုက်တွေမဟုတ်ဘူးတကယ်ကြီးစားစစ်တွေဖုန်းနေလာရှင်းပြလိုက်တော့ကိုညီမလေးကိုမထားခဲ့နဲ့နော်ညီမလေးကြောက်တယ်မနေရဲဘူးကြောက်တယ်နော်ကိုနော်အေးမညီမလေးရဲ့ညီမလေးကိုဘသူမှနောက်ထပ်ဒုက္ခမပေးစေရအောင်နော်ကိုဂတိပေးနေဟုတ်ပြီလားမင်းစိန်ကတနာချင်တာဆိုနှစ်ဖူးလေးကိုနမ်းလိုက်မိတယ်ညီမလေးတအားကြောက်နေရှာမလေးဟယ်လိုဟုတ်ကဲ့ပါခင်ဗျဖုန်းနေလားအထက်ကဖုန်းလာတော့အမြန်ပြန်သွားဖို့ပြင်ရတယ်တော်ခင်တာကိုတေချောင်းကြံသွားတယ်တဲ့ငါတို့ယူတော့မယ်သေးပြီဖုန်းနေလားအထက်ကဖုန်းဆက်တဲ့အကြောင်းကပြောလိုက်တော့ဒါတွေ့ရတာရဖြစ်နိုင်ပါမလားဖုန်းနေလားလင်းတီဗီပြန်မေးလိုက်တော့ဖုန်းနေလားပခုံးတွန်းပြကမထင်နေပါလာလောက်တာလေအဆက်မရှိဘူးနမ်းမြဲတတာရဲ့ပြောစကားကြောင့်ညာနန်းဆန်ရဲ့အဝင်ဝါမှာခိုင်စပယ်ရက်တန်သွားတယ်ရှင်စကားကိုစင်ချင်းပြောပါကျမဒီရေကိုအကြောင်းမဲ့လာတာမဟုတ်ဘူးပြီးတော့ရှင်နေထုတ်ရအောင်ဒီအိမ်ပိုင်ရှင်ကဘာတူလဲခိုင်စပယ်စိတ်တူတူနဲ့ပြောလိုက်တော့နင်ကဲဟာနမ်းမြဲတတာရဲ့လက်ဝါးရိုက်ချက်ကြောင့်ခိုင်စပယ်မျက်နှာတစ်ခုလုံးထုပူသွားတယ်သူမပါပြင့်တဲ့ချံပုတ်သွားသေးလားနေရဲညှို့ပုတ်သွားတယ်ဟာမင်းချိန်ကမြင်လိုက်ရရဲ့မြင်ကွင်းကြောင့်ဒေါသကြီးထိတ်ဆုံးရောက်သွားတယ်ဘယ်သူပဲပါဆိုဟာထက်ချစ်သူရဲ့နာကျင်မှုဟာရှင်နဲ့ဖုံးခွဲတယ်လို့နာကျင်စုညံသွားရတော့ခြေလန်းနေကအလင်းအမြန်ပြေးသွားပြီကဲကွာကိုမလုံနဲ့ခိုင်စပယ်အလင်းအမြန်တားလိုက်တော့နမ်းမြတ်တာကြောက်လန့်ကြမျက်လုံးမိထားရမှာဖွင့်ကြည့်လိုက်တော့ခိုင်လေမလုံပါနဲ့ကိုအသားနာလို့ပြန်နာရအောင်လှုပ်တာလူတိုင်းလှုပ်တတ်ပါတယ်အစင်တမ်းမတူတဲ့စိတ်ဓာတ်တွေကြောင့်ယောက်ျားသိက္ခာအကြမခံပါနဲ့ခိုင်စပယ်စကားပြောရင်လမ်းလျှောက်နေရင်အတိုးလဲဆိုတာရှင်ခန့်စားကြည့်တဲ့ကိုလောလိုက်တဲ့ຢာတစ်ဖက်သားပေါ်ဘလောက်နာကျင်စေလဲဆိုတာကိုယ်တိုင်ခန့်စားကြည့်ပါခိုင်စပယ်ရဲ့တံပြန်ရိုက်ချက်ဟာနမ်းမြတ်တာအတွက်တော့နမ်းမြတ်တာအကောင်တစ်ခုလုံးထူပူသွားရတယ်အားလုံးပြောင်းဝေးပြီးဘာတမ်းမှမကြားရဒေါသနဲ့ပြန်ပြောမယ်အလုံးမှာမင်းရှိန်ဝါတို့ကမရှိတော့ပါဟေးတိခေကြီးပေါ့လင်းတီဗီကမရှုံနိုင်မဲပြန်ပြီးတော့မင်းရှိန်ဝါနဲ့ဖုန်းနေလာတော့သဘောကျသလိုပြုံးမိကြပြီမဲ့ခိုင်စပယ်ကတော့ရှက်ရှက်နဲ့ကိုပခုံးကွယ်နေမိတယ်ဟုတ်တယ်တီဗီကိုလည်းမထင်ဘူးသိလားကိုချစ်သူကအဲ့လောက်တက်ထီကောင်းလိမ့်မယ်လို့ဘာလို့လဲဆိုတော့ तू ကအရှင်တုံးကနမ်းမြတ်တာပြောသမျှခေါင်းငုတ်ခံလာတာလေအမေကိုနော်အဲ့ဒါခိုင်လေးမမဟုတ်ဘူးဘယ်မိန်ကလေးမဆိုချစ်သူအရှင်မတိတ်ခါအကြခံခြင်းမမလားပြီးတော့ကိုနားမှာရှိတော့မကြောက်တော့ဘူးလေခိုင်စပယ်ကခလေးတောက်လို့ပြောတော့ရှိနေတယ်ဟုတ်ပါပြီဗျာချစ်တာလေးနော်ဟေးဟာမနှဲရအောင်လေမအားပွားနဲ့ခိုင်စပယ်ကိုချစ်လွန်လို့နာမည်အားပွားအစုံတီမရောက်ပါဇက်ကြီးဟကအာကနေရင်ရက်တန်သွားတယ်လင်းတီဗီနဲ့ဖုန်းနေလာကအလက်နကြားထပြောတာဟုတ်မရဘူးဗျာတခါတည်းပဲအားပွားမင်းရှိန်ဝါကဆိုနန်းလိုက်တော့ခိုင်စပယ်ရှက်သွေးဖြာပြီးရှင်ခွင်ထဲမှာမျက်နှာအပ်ထားမိတယ်အဲ့တော့လင်းတီဗီကတော့ပြောလို့မရတာကိုအံ့ဩနေမိတယ်ငါလည်းနေအောင်ဖုန်းနေလာစကားစားတဲ့ကြောင့်ပါပြောလိုက်တယ်လင်းတီဗီပြန်မေးလိုက်တော့ကော်ဖီဝယ်တိုက်ချင်တယ်လို့ဟင်းဖုန်းနေလာငငယ်တွေကလင်းတီဗီကိုကြောက်ရသူမို့စင်ကျင်ပြောတော့ငါဖုန်းဟုတ်ယူနီဖောင်းရင်းနဲ့ကြောက်နေတဲ့စကန်မို့ဖုန်းနေလာကိုကြည့်ကမင်းရှိန်ဝါတို့သဘောကျစွာရှိမိတယ်မင်းတို့အတုံးမကြကြပါလားကွာဟေးဦးမင်းသူတွေဒေါသတအားထွက်နေတယ်မင်းရှိန်ဝါညီမလေးဟာအရေးကြီးရဲ့ချုပ်ကင်မှုတစ်ခုဖြစ်တယ်အခုလက်လွန်လိုက်ရတော့ဘာဆက်လို့ရမှန်းမသိဟယ်လိုအေးပြော့သမီးပါဦးမင်းသူရဲ့ဒေါသထွက်နေတဲ့ကြားရဲ့ဖုန်းဝင်လာတာသတရင်ကောင်းမဟုတ်စင်ကာပူရုံးကသူ့ကိုအလုံးထုတ်တယ်တဲ့သွားပြီအခုတော့ပြင်မဲ့ကညာနှန်းဆိုင်ရင်ပဲဖြစ်ရတော့မယ်မင်းတို့ရေဒီတခါအမားမလုံးမိစေနဲ့ငါတေချာပြောရတဲ့အတိုင်းလို့ဟုတ်ပြီလားဦးမင်းသူရဲ့တပည့်ရေထထွက်သွားတော့ရှင်နဲ့လောဘတွေနဲ့တအားပူနေရင်အရက်ခွက်ကိုတခါရဲမောတောက်ပြီးညနေညနေတွေထုတ်နေမိတယ်ညီလေးမင်းလုံးရက်တွေရက်ပါတော့ကွာဦးမင်းတီဟာညီလေးဖြစ်သူမချစ်ရနိုင်ပါညာနှန်းဆိုင်ရင်ကအမွေရများပြီမဲ့သူတို့ညီကိုညောက်ကိုလူတလုံးဖြစ်အောင်ပြိုးစုပြိုးထောင်ခဲ့တဲ့ဒီကျေးစုတွေကဆက်လို့မကုန်ကျွန်တော်ကိုတရားမချနဲ့ကိုကြီးကဒီလောက်လေးနဲ့ရှောင်ရဲတင်းတိမ်နိုင်ပြီမဲ့ညီလေးကတော့မတင်းတိမ်နိုင်ဘူးလောဘကင်းတဲ့သူကအရှူးမို့လို့ပဲဦးမင်းတီဟာကတော့လက်မလျှော့နိုင်ပါလူတိုင်းလောဘနဲ့မကင်းဘူးဆိုပေမဲ့ဖြူစင်တဲ့လောဘပဲရှိတဲ့နေညီလေးမင်းမှားနေပြီနော်ဦးမင်းတီဟာပြောနေပေမဲ့ဦးမင်းသူတွေကတော့တုတ်မှမလို့သူ့အတွက်လောဘအတာအသက်မလွမ်းလိုက်တာမမရဲ့လေပြေကခိုင်စပယ်ကိုပြေးဖက်လိုက်တော့အမလီအချင်းမလေးရဲ့ဒီကမမလည်းလွမ်းမာတဲ့ရှင်ခိုင်တဲ့စင်လေပြေပါလေးကိုတအားနမ်းမိတယ်စကားပြောနေကြအောင်ကိုအမေကိုသွားခေါ်လိုက်အောင်မေမင်းရှိန်ဝါကညီမလေးနဲ့ခိုင်လေးကိုထားခဲ့ကအပေါ်ထက်တက်လာခဲ့တယ်မေသူ့အတန်ပေးလိုက်တော့ဟေး
မေမေရှိရဲ့သားဒီကိုခဏလာအောင်မေမေကလှမ်းခေါ်လိုက်တော့သူအခန်းထဲဝင်လာခဲ့တယ်ရော့ဒါသားတို့အတွက်မေမေလက်ဆောင်ပေးတာအဲ့လိုဆိုပြီးစိန်သေးသေးလေးနဲ့အသေးပုံဆွဲသေးလေးအလဲမှာပတံများနှစ်နေလေးဟာတောက်ပရှွန်းဆိုနေရဲ့ဆွဲသေးလေးကိုပလက်တီနဲ့ကြိုးသေးသေးလေးနဲ့ဆွဲထားတယ်ဒါကမင်းရှိန်ကနားမလဲတယ်လို့မေးလိုက်တော့တော်မြနန်းတွေအသားရပြုံးပြီးမေမေတို့ရဲ့ချစ်တဲ့လက်ဆောင်မောသားရဲ့အဖိုးပါဆင်ဆက်ကိုချစ်မြတ်တို့ပြီးလက်ထက်မဲ့မိန်းကလေးကိုလက်ဆောင်ပေးခွင့်တောင်းခဲ့တာမမေတို့ကတော့မသက်ဆိုင်ခဲ့ဘူးအခုသားယောက်ျားလေးဖြစ်နေတော့သားချစ်သူကိုတန်မိုးထားအလေးထားပြီးလက်ထက်ခွင့်တောင်းပါဒါကမိန်းကလေးတိုင်းရဲ့အိမ်မက်ပဲသားမိန်းကလေးတိုင်းလိုချင်တဲ့ဆန္ဒတစ်ခုတေချာရှင်းပြလိုက်တော့အရန်ချစ်ပြီလေမေမေကိုပါအဲ့လိုပြောရင်မင်းစိန်ဝါကတအားပွေးဖက်ကတအားနန်းတော့တယ်ဟုတ်ပါပြီကွယ်သွားလက်ထက်ခွင့်သွားတောင်းချင်တော့သမီးလေးလေးပြိုမမေ့စီလွတ်လိုက်တော်မြနန်းတွေပြောလိုက်တော့ဟုတ်လို့ပြန်ဖြေပြီးမင်းစိန်ဝါအောက်ထက်ကိုပြန်ဆင်းလာခဲ့တယ်ကိုအန်ဒီရောခိုင်စပယ်စီးမိလိုက်တယ်မမေကအပေါ်မှာညီမလေးမမေကခဏလာခဲ့အောင်နဲ့လာခိုင်လေးကိုနဲ့ပြုံးပြေးပြေးနဲ့ခိုင်စပယ်လက်ကိုဆွဲပြီးပန်းစံနဲ့ဆင်းပြေးလာခဲ့တယ်ဒန်လီနာရောက်မှကိုကလည်းအလော်တကြီးခိုင်စပယ်ဆုံးအောင်မမေးရသေးခင်မှာပဲသူမရှိဒူးထောက်ထိုင်ချလိုက်တဲ့မင်းစိန်ဝါကိုကြည့်ပြီးအံ့ဩသွားတယ်ကိုလက်ထက်ခွင့်ပေးပါကလေးမင်းစိန်ဝါကောင်းလေးငုတ်ခါတောင်းဆိုလိုက်တော့ကိုရဲ့ခိုင်လေးလက်ခံပါတယ်ခိုင်စပယ်ဝမ်းတာလုံးလုံးငိုချမိတယ်မျက်ရည်တွေမတုံ့မိပါကြပါစီတော့ဒါပျော်လို့ကြရဲ့မျက်ရည်တွေလေသူမမထိန်ချုပ်ချင်ပါမငူပါနဲ့ကလေးရဲ့မင်းရှိန်ကအသားရပွေးဖက်ကနှစ်ဖူးလေးနမ်းလိုက်ပြီးချစ်သူလေးလေတိုင်းကြော်လေးမှာဆွဲကြိုလေးရလိုက်ဖက်စွာနေရယူဖို့ချစ်ချင်းလက်တစုံဖြင့်ဆွဲတည်ပေးလိုက်တော့တယ်ထိုမြင်ကွင်းကိုကြည့်ပြီးနမ်းမြတ်တတာတောက်ခေါက်လိုက်မိတယ်ကြည်နူးနေကြအောင်မော်မင်းရှိန်ကလေပြေတိုက်နေတာမုံတိုင်းလာဖို့အစပြုတာပါချစ်သူနှစ်ဦးကတော့မကြမီရောက်လာမဲ့ရုံမာရဲ့အကြံစီတွေကိုမသိရှာအချစ်တွေနဲ့ပျော်ဝင်နေကြတယ်မိုးရီတအားသိနေတော့ကောင်းမောင်းတာအဆင်မပြေပါတန်လီဘက်ကိုအလုပ်ကိစ္စနဲ့သွားပြီးရန်ကုန်အမြန်ပြန်လာခဲ့တဲ့မင်းရှိန်ဝါကာရှိမီးရဝူတိုဝါနဲ့ဂယူးဆိုင်မောင်းနေတယ်ထို့စဉ်နည်းနည်းချင်းဆိုင်ရာကားတစ်စီးကရှုပ်ချက်ဝင်လာပြီးဘလို့မှရှောင်းတိမ်မရမင်းရှိန်ဝါကောင်တစ်ခုခုနဲ့ကန်ရိုက်မိတယ်လို့ဘာမှမသိတလောကလုံးအမောင်ဖုံးသွားတယ်မျက်လုံးဖွင့်ဖို့အားတင်းလိုက်ပေမဲ့လည်းစူကနဲ့အလင်းရောင်ကြောင့်အမြန်ပြန်မိတ်တတ်တယ်ရုပ်ချက်မျက်လုံးမဖွင့်ပါနဲ့ဖြည်းဖြည်းချင်းဖွင့်ပါလူကြီးကြောက်တန်ကိုအလိုလိုနားထောင်မိပြီးတဖြည်းဖြည်းဖွင့်လိုက်တော့မျက်နှာချက်ဖွေးဖွေးကိုအရှင်မြင်ရတယ်ကိုတားလေစိုးရင်နေရဲ့အတန်တွေကြောင့်သူငဲ့ကြည့်လိုက်တော့မိန်းကလေးတောင်နဲ့အန်ရီကြီးတယောက်သူနဲ့ရင်းနှီးတယ်လို့ခံစားရပေမဲ့ဘသူပဲဝါဆိုတာတက်အံ့မသိကိုကြီးတားလေးကညမလေးကိုမမတ်မိတယ်လို့ပဲဘာဖြစ်တာလဲတော်မြနန်းတွေတာဖြစ်သူရဲ့တစိမ့်ဆန်တဲ့အကြည့်တွေကိုမခံစားနိုင်တယ်လို့ခိုင်စပယ်နဲ့ဝမ်းနဲ့တကြီးရှိုက်ငုံမိနေတယ်အစီရန်ကြောင့်ရရဲ့တရားပါညီမလေးခေါင်းအောင်ပြပြင်းထန်ထန်ထိခိုက်မိတဲ့အခါခဏတာမိမျောခြင်းလို့ခေါ်တဲ့အတိတ်မိယောဂရနိုင်ခြင်းရှိတယ်ဒီပုံစံတိုင်းဆိုရင်မောင်မင်းရှိန်မှာအတိတ်မိနေရဲ့ပုံပဲဦးမင်းတီဟာအစိမ်မကောင်းစွာရှင်ပြနေမိတယ်တလို့ချင်းတွေကသူ့ညီလေးမင်းသူတွေကိုအခွင့်အရေးပေးလိုက်တယ်လို့ဖြစ်နေလိမ့်မယ်ဖြစ်မှာဖြစ်ရလေတားလေးရဲ့တော်မြနန်းတွေစိတ်မထိန်နိုင်ပဲငိုချလိုက်မိတယ်မင်းရှိန်ကတော့ဘာမှနားမလဲပဲအံ့ဩတယ်လို့ငေးကြည့်နေတယ်လူနာကိုအနာပေးလိုက်ပါညီမလေးဒါတသက်လုံးအတိတ်မေးနေရမျိုးမဟုတ်ပါဘူးညီလက်မှန်မှန်နဲ့ကိုညီကူတာပေးရင်အနေနဲ့မြန်တတိယလာမှာပါဒေါက်တာအိုမင်းတီဟာအပေးစကားပြောလိုက်မှဟုတ်ကဲ့ပါကိုကြီးတားလေးဘာမှမစင်စားပဲအိတ်လိုက်အောင်နော်မင်းချိန်ကလက်လေးကိုကင်ကပြောလိုက်တော့မှမင်းချိန်ကလည်းဘာရည်လဲလို့စင်စားနေရတာပြင်မှန်းတော့မျက်လုံးမိတ်ခါအိတ်လိုက်တယ်မင်းရှိန်ကအိယာနိုးလာတော့အတော်လေးညံ့ညက်နေပြီဖြစ်တယ်။သူ့လက်မှာတခုခုကင်ထားသလိုခံစားရတော့ခေါင်းလေးငဲကြည့်လိုက်တယ်။မနက်ကမိန်းကလေးသူ့ကိုကြည့်ပြီးငိုနေတဲ့မိန်းကလေးကတင်ပေးမှသူ့လက်ကိုစုပ်ကင်ကအိမ်မောချနေတယ်။သူမဘာတူလဲဆိုတာစဉ်းစားမရ။တစုံတစ်ခုတော့နှွေထွေးရဲ့ခံစားချက်ကိုခံစားနေရတယ်။သူမလက်လေးကိုပဲစုပ်ကင်ထားလိုက်တယ်။နေပဲချိန်ထိအရှက်မရှိတွေ့ကွက်နေအောင်မှလည်းခိုက်စပဲ။နမ်းမြတ်တာအတွက်ကခွင်းကောင်းနဲ့အနိုင်ကျင့်လို့ရရဲ့လေ။ရှင်နမ်းမြတ်တာရဲ့စကားကြမ်းကြမ်းကြောင့်ခိုင်စပယ်ရှိန်ုံတုံလှုပ်သွားရတယ်။သူမပြန်မပြောနိုင်မှာကိုနာမှာပြိုးဆိုးကျင်သေးရဲ့။ရှင်နေပါရီလုံမနေနဲ့။နေပဲချိန်ဒီဆက်အိမ်ရပြန်ပါလေ။အိုးကြပါရဲ့ဒီနေ့ပဲထွက်သွား။နမ်းမြတ်တာမျက်နှာတင်းပြီးမကျေနပ်ခဲသမျှပောက်ခွဲတယ်။မလုပ်ပါနဲ့မမရဲ့ခိုင်လေးကိုပြိုးဆိုးပြရစီ။ခိုင်စပယ်မာနအားလုံးချိုးနေပြီးတောင်းပန်လိုက်တယ်။စစ်သူကိုပြက်မထားနိုင်။အေးပြိုးဆိုးကျင်တယ်ဆိုရင်လည်းပြိုးဆိုး။ကျန်တာတွေအထွတ်တက်မလားနဲ့ဒီအိမ်မှာနေခြင်းငါခိုင်းတာလို့နမ်းမြတ်တာကအနိုင်ယူရချိန်မှာတနာငဲ့ညာဖို့စိတ်ကူးမရှိဘာပြောလိုက်တယ်နမ်းမြတ်တာ
လင်းတီပြီးအိမ်ပေါ်ထက်ကဆင်းလာရင်ပြီးတော့နံမြတ်တတာမျက်နှာပြက်သွားတယ်။သို့တော်ခက်တင်းတင်းပြန်ကြည့်နေလိုက်တယ်။ဟိုမမဖြစ်ပါအောင်မမလဲသေးပြီ။ခိုင်လေးဒီကမမလေးနံမြတ်တတာကိုကိုညီတောင်းနေတာပါ။ခိုင်စပယ်အနေနဲ့နံမြတ်တတာစိတ်ဆိုးပါကိုကြောက်နေမိတယ်။အခုလိုအချိန်မှာကိုအတွက်ကအရေးကြီးတယ်။နေနဲ့မဆိုင်တာဝင်မပါပါနဲ့လင်းသေးပြီ။နံမြတ်တတာသူမပြောချင်တိုင်းပြောရမယ်ထင်တယ်။ငါ့ကိုနေလို့မသုံးပါနဲ့နံမြတ်တတာငါဒီမှာနေချင်လို့နေနေတာမဟုတ်ဘူး။တရေပေါ်အိတ်တရေနာစားနေတဲ့ခွေးတွေကိုရှင်းပြဖို့ရှင်းနေမှလေးတောက်လို့မပြောရလင်းသေးပြီစကားအရှင်ပြင်းပြင်းထိတယ်။နေနံမြတ်တတာထိန်ချုံမရအောင်မျက်နှာတွေပြက်ပြီးဘာပြန်ပြောလို့ပြောမှမသိဖြစ်သွားတယ်။ကိုအိမ်ဟာနိုးပြီလား။ခိုင်စပယ်ပန်းအိုးလေးမှာပန်းနေထည့်ရင်မေးလိုက်တော့မင်းချိန်ဝါကအိမ်ဟာနိုးတိုင်းသူမအမြဲရှိနေတယ်။သူအရေးတကြီးကြီးပြုစုနေတဲ့ကောက်မလေးတခါတည်းလာငုံနေတတ်တဲ့အန်နီနဲ့ညီမလေးကြောင့်ဒါတွေပဲသူသိတယ်။နှင်းစီပန်းကဆူဆူပြီးတော့ခိုင်စပယ်အကနေអော်လိုက်တယ်။နှင်းစီပန်းတွေကရင်တတိထားလေကွာ။မင်းချိန်ဝါတတိပေးလိုက်တော့တတိထားတာပဲကိုရဲ့စူရီယာများတာကိုစူးမှာပေါ့။တော်ပြီနှင်းစီပန်းကိုမကင်ချင်တော့ဘူး။ခိုင်စပယ်နှင်းစီပန်းကိုချထားလိုက်တော့အဲ့ဒါနှင်းစီပန်းရဲ့တန်မိုးလေအခြားပန်းတွေလိုအလွယ်တကူခုမရအောင်သူ့ရဲ့စူးတွေကသူ့ကိုတန်မိုးထားဂရုမဆိုင်ရင်စူးစီမှာပဲသူ့ကိုချင်ရင်သူ့ကိုဂရုဆိုင်အလေးထားကိုမင်းရှိမှာပါဆက်ဖျားကနေနှင်းစီပန်းတသနာလေးမမျော်လင့်မယ်ပြောပြလိုက်တော့ကိုခိုင်စပယ်ကြည်နုံလို့မျက်ရည်ကျမိတယ်အရင်ကလည်းကိုဒီစကားပြောပြခဲ့ဘူးတယ်ဟေးဘာလို့ငိုနေရလဲငါပြောတာအမားပါလို့လားမင်းရှိမှာထိုးကောင်းမလေးငိုနေရောစိတ်မကောင်းဖြစ်မိတယ်မဟုတ်ပါဘူးကိုရဲ့ပျော်လို့ငိုမိတာပါအယူမကြီးကြနေရပဲပျော်တာများငိုတဲ့မင်းချိန်မှာမျက်မှောင်ကျုပ်ပြီးပျော်ပြီးပြန်အိတ်တော့မှခိုင်စပယ်ကြည်နူးစွာပြုံးမိရင်ဟုတ်ပါရဲ့ကိုအယူမကြီးကြောက်ပါပဲဒါပေမဲ့အချစ်ယူမလေးပါကိုနာမခွာနိုင်တဲ့အချစ်ယူမလေးပါဘာကြီးလဲမနက်မြတ်တာခိုင်စပယ်ကိုအတွက်ဆံမျိုးယူပြီးခန်းထဲဝင်လာတော့နိုင်မြတ်တာကိုဆေးရည်တိုင်းနေတယ်အားဆေးတွေပါနိုင်မြတ်တာမချစ်မရဲ့ဖြစ်သွားရင်သူ့အကြံစီတွေမထမြောက်ဆရာရင်ပေးထားရဲ့ဆေးရည်ရလဲလို့ဘာဆေးမှမတိုက်ရဘူးလေမနက်မြတ်တာခိုင်စပယ်အရာအလုံးသီးခံနိုင်ပေမဲ့ကိုထိလာခဲ့ရင်တော့ချင်းသိမ်းမလေးလို့ရှင်းရင်နဲ့နင်းစရာမလုပ်ပါနဲ့ငါသိပါတယ်ငါစေတနာနဲ့တိုက်မလို့တော်ပြီမတိုက်တော့နန်းမြတ်တာနိုင်ထန်စင်းနေပြောကအခန်းထဲထွက်သွားမှဟူကနေတက်ပြင်းချမိတယ်ခိုင်စပယ်ကိုလက်လေးကိုကင်ကရှင်မောနေမိတယ်မြန်မြန်တတိယပါတော့ကိုရဲ့တဲ့ဒီဘာဆက်လို့မလဲတမီစိတ်မရှိတော့နန်းမြတ်တာကစူအောင်ပြောလိုက်တော့စိတ်ရှိပါတမီရဲ့တသက်လုံးရွှေနှန်းဆိုင်ရမှာလေခက်တာလင်းတီကြီးစီကစာချုပ်တွေပဲဦးမင်းသူတွေအတွေ့ရခန့်နေတယ်ဒါများတယ်ဒီရဲ့လင်းတီပြီးကိုရှင်ဒါမှမဟုတ်မင်းရှိန်ဝါကိုရှင်းပြလိုက်ပေါ့နန်းမြတ်တာစိတ်လောနေမိရဲ့လင်းတီပြီးကိုအလွယ်တကူထိလို့မရဘူးတမီဖုန်းနေလားလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးအခုတော့ရေဆုံးမြေဆုံးလိုက်နေတာဦးမင်းသူတွေချင်းချင်းတွေးစားမဲ့ကျွလွန်ခဲ့တဲ့ပြစ်မှုတရားမနေပါသူ့အနေနဲ့စာဖက်စာတက်တဲ့သူမျိုးသားညံ့သုံးပြီးလက်စာဖြောက်နိုင်ခဲ့ခြင်းဖြစ်တယ်။မင်းရှိန်ဝါနာမှာခိုင်စပယ်ကအမြဲရှိနေတာဖြစ်ပြီးအန်ဒီလေးကခွင့်ပြုထားတော့ပို့ဆိုးတယ်။နန်းမြတ်တာအကြံအိုက်နေတယ်။ဒါဆိုလဲခိုင်စပယ်ကိုအရင်ရှင်းပြကြတာပေါ့။ဦးမင်းသူတွေအေးပြောလိုက်ပုံကကြောချမ်းစရာမမေလေးစီကိုလိုက်ဖို့ပါလား။နေပြည်လေးကသူမမေစီအလဲသွားချင်လို့ပူစားနေရောခိုင်စပယ်အခက်တွေ့ရပြီ။လိုက်ဖို့မှာပေါ့ညီမလေးရဲ့ဒီမှာကိုကကျမ်းမာရေးမကောင်းသေးဘူးလေခိုင်စပယ်ကျင်းနေအောင်ပြောလိုက်ပေမဲ့လေပြေလေးကမျက်နှာငိုချတော့မလို့ဖြစ်သွားတယ်ဘယ်ကိုသွားချင်တာလဲမင်းစိတ်ဝါကအိမ်လေးနှလုံးကိုမြင်ရောက်နေတော့သူ့လည်းအပြင်ထွက်ချင်တယ်ခိုင်လေးမေကိုပြောတာကိုရဲ့ခိုင်လေးတို့အိမ်ကဟိုဘက်စင်းရင်သားရက်ွက်လေးမှာတွားရအောင်လေကိုကလိုက်ခဲ့မယ်မင်းစိတ်မှာစိတ်ပါလက်ပါပြောလိုက်တော့ဟုတ်ကိုသွားမယ်လေခဏနော်အန်ဒီကိုခွင့်တောင်းလိုက်အောင်မယ်ခိုင်စပယ်ပြောပြီးခွင့်တောင်းမှုအမြန်ထွက်ခင်းလိုက်တယ်အန်ဒီကလည်းစိတ်ပြေလက်ပြောင်းနေနေအောင်အတိတ်ကိုပြန်တတိရဖို့ကိုညင်ဖြစ်နိုင်တာမို့သွားခွင့်ပြုလိုက်တယ်မမေလေးခိုင်စပယ်နဲ့လေပြေလေးတို့မမေကိုပြေးဖက်ပြီးအလွမ်းပြေမိတယ်အမလီငါသမီးလေးကိုလွမ်းနေတာအခုမှပဲအလွမ်းပြေရောတယ်တားလေးရောတက်တာရဲ့လားမင်းချိန်မှာကိုတတိတရမိလိုက်တော့ဟုတ်လူကတော့ကောင်းနေပါပြီမမေရဲ့ဒါပေမဲ့အတိတ်ကိုပြန်တတိမရသေးဘူးခိုင်လေးစိတ်မကောင်းစွာပြောလိုက်တယ်အေးကွယ်အမြန်ဆုံးတက်တာလာပါစေဒါနဲ့မိချွဲလေးပါစားမလဲမေမေကလေပြေလေးကိုအလွမ်းပြေနိုင်ရင်မေတော့သမင်းကျော်စားခြင်းနဲ့မေလေးလေပြေလေးကပျော်နေရဲ့ကိုဘာလို့စဉ်းစားနေရလဲခိုင်စပယ်ခုံတန်းလေးမှထိုင်ပြီးပန်းချံလေးကိုငေးနေရဲ့ကိုမေးလိုက်တယ်ဘာမှမဟုတ်ပါဘူးဒီနေရာလေးကိုရှင်းနေတယ်လို့ခန်းစားရတယ်မင်းချိန်မှာပြန်ပြေးလိုက်တော့ခိုင်စပယ်ပြုံးမိလိုက်တယ်မီးလောင်ထားတဲ့အိမ်နေရာလေးမှာပန်းပင်လေးတွေကမီးလောင်ပြင်းမှာအညိုးတက်လေးတွေထွက်နေရဲ့
ပူလောင်တဲ့မီးတံကြောင့်6သွေးပျက်စီးရပေမဲ့အေးမြရဲ့မိုးဆက်တို့အကူအညီနဲ့အသက်တပံပြန်လဲလှပရှင်သန်ဖို့နှင်းစီပုံမြင်နားထောင်မလားမင်းချိန်ဝါပြောလိုက်တော့နှင်းစီပုံမြင်ဟုတ်နားထောင်မယ်ခိုင်စပယ်ကြည်နူးသောစိတ်နဲ့နားဆွင့်နေလိုက်တယ်ဟိုးရှိတုန်းကအင်မတန်ချောမောလှပရဲ့မင်းသမီးလေးရှိတယ်သူ့မှာအမတဝန်ခွဲတယောက်လေးရှိတယ်အဲမှာသူ့ကိုမနာလို့ဖြစ်နေရလေဒီလိုနဲ့တနေ့တော့အခြားတိုင်းပြည်ကမင်းသားလေးလာလေတဲ့အခါမင်းသမီးလေးကိုတွေ့မြင်ပြီးချစ်ခင်နှစ်သက်မိတဲ့မင်းသမီးလေးကလည်းမင်းသားလေးကိုသဘောကျရင်ခုန်တာပေါ့အဲ့လိုနဲ့ချစ်သူနှစ်ဦးဖြစ်လာခဲ့တယ်ဒါအောင်မလိုလားတဲ့သူ့အမအကောက်ကျန်တယ်လေမင်းသမီးလေးကိုအလားပြအောင်ရှင်နှွေးပူနဲ့လောင်းလိုက်တဲ့ရက်ဆက်လိုက်တာနော်ခိုင်စပယ်တနာသလိုပြောလိုက်တော့မင်းချိန်ဝါပြုံးမိတယ်အသားရည်ဖြက်စီးသွားရဲ့မင်းသမီးလေးကချစ်သူကိုအတွေ့မဲ့ခံမဲ့ပုံရှောင်နေတဲ့အဲဒီခါမင်းသားလေးကဝမ်းနဲ့ခြေခွဲနေရတာပေါ့ချစ်သူကိုမြင်ရပြီးမကျင်ရရဲ့မင်းသမီးလေးကနောက်ဘဝမှာမင်းသားလေးနဲ့ပေါင်ဖျားဖို့ဆုတောင်းပြီးကိုအစိတ်တောက်သေးတဲ့အဲဒီခါသူ့မဝမ်းခွဲဟာအာရမကျင်တတ်နိုင်သေးပဲကျိန်စာတိုက်တဲ့သူ့အသက်ကိုပေးပါမယ်ထိုမင်းသမီးလေးကနောက်ဘဝမှာပန်းလေးဖြစ်ပြီးလူတိုင်းချိုးကိုဖျက်ဆီးကြပါစေလို့မကောင်းတဲ့နှက်ဆိုကြီးကိုတောင်းဆိုလိုက်တဲ့ဒါကိုကြားသိရရဲ့မင်းသားလေးကချစ်သူကိုကကွယ်ဖို့အတွက်ချစ်သူသာပန်းကလေးဖြစ်ခဲ့ရင်ချိုးယူဖြက်စီးရဲ့ရန်ကိုကကွယ်မဲ့စူခက်တို့ဖြစ်ရပါစေလို့ဆုတောင်းပြီးတတ်သိလိုက်တဲ့အခုချိန်မှာမင်းသမီးလေးဖြစ်တဲ့နှင်းစီပန်းလေးကိုမင်းသားလေးဖြစ်တဲ့စူးလေးတွေကကကွယ်ပေးနေရတဲ့မင်းချိန်ဝါကပုံမြင်လေးကိုအဆုံးတတ်လိုက်တော့အနာခိုင်စပယ်ကငိုနေပြီဟေးဘာဖြစ်လို့ငိုနေရလဲခလေးလေးကြနေရပဲမျက်ရည်တွေတုပ်ဖေးကပြုံးလိုက်တော့ကိုကလည်းချစ်သူနဲ့ဦးတနာလို့ငိုတာပေါ့ခိုင်စပယ်ကတော့အသေးနုနုနဲ့ငိုနေပါတယ်ဟိတ်ကလေးပဲထမင်းစားကြမယ်မေမေကလှမ်းအောင်လိုက်တော့မျက်ရည်တွေတုပ်ပြီးကိုနဲ့ထမင်းစားပြီးပြန်လာခဲ့ကြတယ်လမ်းတစ်လျှောက်လုံးလေပြေလေးကပျော်ရွှင်ဆူညံနေတယ်မပန်းသီးစားကြတယ်လေပြေလေးကပူစားလိုက်တော့အေးပါကွယ်ကားခဏရှက်ပြီးအောင်ပန်းသီးဆင်းဝယ်လိုက်အောင်မယ်ခိုင်စပယ်ကားရက်ခိုင်းပြီးပန်းသီးဆင်းဝယ်မယ်ဆိုတော့ကိုလိုက်ခဲ့မယ်မင်းချိန်ဝါပြောပြီးအတွန်ဆင်းလာခဲ့လိုက်တယ်ပန်းသီးဝယ်ပြီးလို့ကားစီပြန်มาတော့ကူရှေ့ရသွားနေတဲ့ကိုထံကိုကားတစ်စီးပြေးဝင်လာတော့ခိုင်စပယ်လက်ဖြစ်တွန်းထုတ်ပြီးကားစွန်းတဲ့သူမကိုတိုက်မိတယ်မင်းချိန်ဝါကတော့ခေါင်းကိုဘာနဲ့ထိသွားလဲမသိသွေးရထွက်ကပူးနေတယ်ခေါင်းထောင်ကြည့်တော့ခိုင်လေးလဲကျနေတဲ့ခိုင်လေးကိုအပြေးလွာသွားထုံမိတယ်သူပါရီဖြစ်တယ်ဆိုတာမှတ်မိခဲ့ပြီးကိုတတိယပြီလားဟင်ခိုင်စပယ်ကြီးမာမထိခိုက်ပဲပုံပဲ့ယုံသားတင်ရရှာတော့ကန်ကောင်းတယ်လို့ဆိုရမယ်ထို့စဉ်စွန်းနာကနောက်ပြန်လှည့်လာတာမြင်တော့မင်းချိန်မှာရှင်ကနေဒေါသနဲ့ပူထူသွားကဘေးရကဲကိုကောက်ကလက်စပြင်းပြင်းနဲ့ပြစ်လိုက်တော့ပြင်းဝင်လာတဲ့ကားမှန်ကိုကွက်တိမှန်ပြီးထိုကားကလမ်းဘေးကိုမှောက်ကျသွားတယ်ကားမှန်ကိုလက်သီးနဲ့ထိုးခွဲပြီးကားရရလူကိုဆွဲထုတ်လိုက်တော့သွေးတန်နေရဲနေတယ်မင်းတို့ဘသူကခိုင်းတာလဲမင်းချိန်မှာခေါင်းကသွေးရည်နဲ့မျက်ဝန်းကဒေါသပေနဲ့မီးတောက်နေသည်လားကျွန်တော်ခိုင်းတာဦးမင်းသူတွေမှာကျွန်တော်မတက်ပါနဲ့ဗျာထိုလူကကြောက်ရွံ့ပြီးတော့တဆက်တုံနေတယ်တွေးကြပြီပေါ့ဦးမင်းသူတွေအတုံးလဲကြလာရင်အာမနှဲ့ကြီးပေါ့ဘာမင်းဘာပြောလိုက်တယ်ဦးမင်းသူတွေတုံလုံးနေမိတယ်မကြားလိုက်ဘူးထင်တဲ့ဦးမင်းသူတွေမြန်နှန်းဆိုင်ကအမွေလွဲစာချုပ်ကိုပြန်ပေးဖို့တပတ်ချိန်ပေးမယ်မင်းချိန်ကအေးဆက်ပြောလိုက်တော့မင်းဦးမင်းသူတွေဘာပြန်ပြောရမှန်းမသိဖြစ်နေတယ်မရှိဘူးလို့မငင်းနဲ့တော့ဦးမင်းသူတွေရှင်းနေဦးကျင်လင်းတေဆုံးသွားတာနဲ့တူစာချုပ်ကခမည်းလက်ထဲဘလို့ရောက်သွားလဲအတိအကျမသိပေမဲ့ခမည်းမှာရှိနေရအတိအကျသိတယ်တကယ်လို့မပေးဘူးဆိုရင်မင်းရှိန်ကနှက်ခမ်းတစ်ချက်မဲ့ပြီးချိန်ချောင်းလိုက်တော့အေးပါကွာပေးပါမယ်ဦးမင်းသူတွေဘာမှမတတ်နိုင်ပဲကတုံကရင်နဲ့စာချုပ်ကိုထုတ်ပေးလိုက်တော့မှကျေးဇူးပဲဦးမင်းသူတွေတကယ်တော့တေချာမသိပါဘူးမင်းရှိန်ကသဘောကျစွာရှိလိုက်တော့ဒေါသကြီးကျယ်ထွက်သွားသူကဦးမင်းသူတွေကက်တီတီနဲ့မလိတ်တပတ်လောက်ခံရတယ်ခိုင်လေဘာလို့မိဖို့ကြောင့်ထဲမှာအလုံးရှုပ်နေတဲ့ခိုင်စပယ်ကိုနောက်ကနေပွေးဖက်ပြီးမင်းချိန်မှာမေးလိုက်တော့ဟင်းချက်နေရလေကိုရဲ့ဘာလဲဘိုက်စာနေပြီလားဘိုက်မစာဘူးဗျစတာအနံဒီနေ့မနှမ်းရသေးဘူးလေမင်းချိန်မှာခက်တီတီပြောလိုက်တော့ခိုင်စပယ်ရှက်သွားပြီးကိုနော်မရဘူးရင်ခွင်ထဲကရှုံထွက်မဲ့ပြင်လိုက်တော့မင်းချိန်မှာအနမ်းရှည်ကြီးတခုစတင်လိုက်တယ်ချစ်သူနှက်ခမ်းလေးကအရှာအလုံးထက်ချိုမြိန်နှွေးထွေးစွာကော်ဖီခွက်ကင်ကဝင်လာတဲ့လင်းတီဗီမိဖို့ကန်တွေကမြင်ကွင်းကြောင့်အဲကနေရှက်သွားတယ်တီဗီမင်းစိမ်မှာထူပူသွားရတယ်လို့အဲ့ဒါကိုကြောင့်ခိုင်စပယ်လဲရှက်မျက်နာနဲ့မျက်နာလေးနေရဲနေတယ်နင်တို့ကလည်းဟဲ့နေရာလေးပါလေးကြည့်ပြီးချစ်ကြပါအောင်ဟဲ့မင်းတီဗီမျက်စောင်းထိုးကပြောရင်ကော်ဖီဖြောနေတော့ချစ်လို့ရရဲ့နေရာဆိုတာချစ်သူရှိရဲ့နေရာလေးဗျာဘယ်နေရာမှာချစ်သူရှိပါစေအဲ့ဒါအချစ်နေမြေမင်းစိမ်မှာပြောင်ဆက်ပြောလိုက်တော့အမက်လေးဟဲ့အမြင်ကတ်လိုက်တာ
လင်းတီပြီးမဲပြပြောလိုက်တော့မင်းရှိန်ဝါနဲ့ခိုင်စပယ်သဘောကျစွာရှိမိတယ်လက်ကျန်ငွေရှင်းမှာဦးမင်းသူရင်ငကားကျေးစားလူမိုက်ဖွဲ့ကောင်းဆောင်ငရဲစိတ်တူနေတယ်နေပါအောင်ကွာငါတို့အလုံးမှမပြီးသေးတာဦးမင်းသူရင်လည်းအကြက်ရိုက်နေတယ်နေပါအောင်ဆိုတာအချိန်တစ်ခုရှိရဲ့နော်ကျုပ်လူနေအောင်ဆုံရှုံထားတာပြီးတော့လက်ခံခဲ့တာတယောက်တည်းတက်ဖို့အခုတက်ပေးခဲ့ရတာ၃ယောက်ငရဲကစိတ်ရှည်တက်သူမဟုတ်ငွေရရင်ပါမစိုးလို့တယ်ရှင်တို့ခဏဆောင်ခိုင်းတာလေဘလို့ဖြစ်လို့လောနေရလဲနိုင်မြတ်တာအဖေဖေကိုပြောဆိုတော့တိမခံနိုင်အမိလီကစွာလိုက်လားအချိန်တစ်ခုစောင့်ပေးလို့ငွေချင်းမချိနိုင်မင်းလေးတောင်းရင်ရှူမှာလားငရဲနိုင်မြတ်တာမေးလေးကိုကင်ကပြောလိုက်တဲ့အခါရှင်နိုင်မြတ်တာရှက်စိတ်နဲ့ဒေါသထွက်နေရဲ့လူမိုက်တယောက်ကဒီကဘာကြီးကဘာလုံးနေရကြောင်းမင်းငါသမီးကိုမထိနိုင်ငရဲဦးမင်းသူတွေဒေါသတအားထွက်သွားတယ်မထိပါဘူးဦးမင်းသူတွေဒါပေမဲ့ငွေမချိနိုင်ရင်တော့ခဏသမီးကိုကြုံမထိပဲရောင်းစားပြစ်မယ်ငရဲရဲ့အေးဆက်ဆက်နဲ့ရုံမာရဲ့အချိပေကတကယ်လုံးမဲ့ပုံမှုချေးပြန်သွားရသူဟာဦးမင်းသူတွေမကောင်းသောကြံစီကမကောင်းသောရလက်တွေနဲ့ပြန်လာခဲ့ပါတယ်။ဦးမင်းသူရဲ့အကြောင်းထူပူနေမိတယ်။တမီနိုင်မြတ်တာရုတ်တရက်ပျောက်ဆုံးသွားသည်မှာငရဲလက်ချက်ဆိုတာသိနေပေမဲ့ဘသူ့ကိုကိုကြီးတောင်းရမှန်းမသိဖြစ်နေပါတယ်။နောက်ဆုံးတော့သူမနေနိုင်တော့ပါ။သားသမီးတွေခန်းစားခဲ့ရတဲ့အပူတော်ကားကြောင့်မန်မာနာတွေချပြီးမြာနန်းဆိုင်အိမ်ကိုပြေးရော်တယ်။ညီမလေးကိုအားကိုးရုံအားလွှဲပြီးဘာမှမတတ်နိုင်။ညီမလေးသမီးလေးကိုကဲ့ပါအောင်ဦးမင်းသူတွေကအယူကြောက်လို့ပြေးဝင်လာတော့မင်းရှိန်ကလင်းတီပြီးတော်မြနန်းတွေခိုင်စပယ်တို့အံ့ဝန်းစွာငေးကြည့်နေတယ်။ဘာဖြစ်တာလဲကိုငယ်တော်မြနန်းတွေစိတ်ပူစွာမေးတော့ငရဲဟိုကောင်ငရဲကသမီးလေးကိုဖမ်းသွားပြီးကဲ့ပါအောင်ညီမလေးရဲ့ဦးမင်းသူတွေကျမ်းပြင်ပေါ်ဒူးထောက်ပြီးမျက်ရည်တွေနဲ့တအားငိုယူကပြုံးနေတော့ငရဲဆိုတာဘာတူလဲအန်ကဲလင်းတီပြီးကအာမနာတန်မိလိုက်တော့ငရဲဆိုတာသမီးဖေဖေနဲ့ဦးမင်းမြတ်ဒေါခင်ထားတို့ကိုတတ်ဖို့ဦးလေးငှားထားတဲ့လူမိုက်ပါဦးမင်းသူတွေနောက်ဆုံးတော့အဖြစ်မှန်ဝန်ခံရလေပြီသမီးလေးလုံခြုံမှုကအဓိကမို့အားလုံးကအံ့ဩနေပြီမဲ့လင်းတီဗီကတော့ဖုန်းနေလာကိုဖုန်းဆက်ခေါ်ပြီးဦးမင်းသူတွေဝန်ခံချက်နဲ့တူဖမ်းစီတယ်။ဦးကိုဖမ်းလို့ရပါရဲ့သမီးလေးကိုကဲ့ပေးပါ။ဦးမင်းသူတွေဖြစ်ကတနာစရာဒါပေမဲ့လင်းတီဗီကမတနာမိပါ။ဗမာမှန်အတိအကျမသိသလိုရှင်စကားအမှန်ပါလို့ဘယ်လိုအတိပြုရမလဲဦးမင်းသူတွေလင်းတီဗီအဖေစိတ်နဲ့တရားတီမတရားတီကိုထဲမတက်ပဲအနိုင်ပိုင်လိုက်တော့ဟာဦးမင်းသူတွေထိတ်လန့်ခြောက်ချသွားတယ်။ကျွန်တော်တွေ့အောင်ရှာပေးပါမယ်ဦးမင်းသူတွေဖုန်းနေတာဒီစကားပြောလိုက်လို့ချိရရဲ့လင်းတယ်ပြီးစိတ်ဆိုးစိတ်နာနိုင်နေဆိုတာသိပေမဲ့ तू ကနိုင်ငံဝန်ထမ်းတရားမှုအမှန်တရားနဲ့မတရားမှုကိုနှလုံးသားရှိနဲ့ဥပြစ်ကပြုတ်ထားလို့မရပါလင်းတီရဲ့အချီဆူဆူကိုရင်မဆိုင်မဲ့မျက်နှာလွဲကတာဝန်ကိုထမ်းဆောင်ဖို့အားလုံးရှေ့တိုးမလာနဲ့နော်ဒီကောင်မှပိတ်သွားမယ်ငရဲအေးဆက်ဆက်ပြောလိုက်တော့ဖုန်းနေလာတော့ရှေ့ဆက်မတိုးဘူးမှာငရဲဖန်းဆုပ်ကတနက်နဲ့ချိန်ထားတဲ့နံမြတ်တရားကတော့စုပ်ပြတ်တက်နေရဲ့အညိုမဲတွေနဲ့ဖူးရောင်နေအောင်နှိမ့်ဆက်ထားခံရပုံကမြင်လို့မကောင်းငရဲအေးစေးဖန်းခံမှာမင်းတို့လွတ်လန်းမရှိတော့ဖုန်းနေလာငရဲကိုတေချာစောင့်ကြည့်နေတယ်အထက်ကလည်းပြစ်ခတ်ဖန်းစီဖို့ကြီးခွင့်ပြုပေးထားရလေငါ့ဘောမှာလွတ်လန်းဆိုတာငါကိုယ်တိုင်ဖန်တီးတာပါမင်းနဲ့မဆိုင်ငရဲစကားဆုံးအောင်ပြောခွင့်မရှာလိုက်တနက်ကိုရန်ကစကားပြောနေချိန်ဖုန်းနေလာရဲ့တနက်ကြည်စံနှစ်ဖူးတက်တဲ့ကိုဖောက်ထက်ပြီးအသက်ချွေယူသွားတယ်ဖုန်းနေလာလဲသွားတဲ့နမ်းမြတ်တာကိုပြေးထူလိုက်တယ်အခုချိန်မှာတော့စကားပြောဖို့တော့အားရမရှိလေရဲ့နမ်းမြတ်တာကိုနမ်းမြတ်တာကတီလာရှင်အပြေဝစ်သွားတာလားဟုတ်တယ်လေခိုင်လေးသူ့ဖေကထောက်နှံတသက်တကြုံကြောင့်သူ့ကိုလည်းလူမဆန်အောင်နှိပ်စက်ပြီးမတိန်ချင်းလူကုန်ကူးခရဖို့ဒီမှာဖြစ်ခဲ့ရတော့သူလောကကြီးကိုကြောက်သားပုံရပါတယ်မင်းချိန်မှာရှင်းပြလိုက်တော့လူလောကကလည်းတရားကြကြပါပဲနော်ကိုခိုင်စပယ်တွေးဆဆလေးပြောလိုက်တော့လူလောကမှာလူသားဆန်တဲ့ကိုချင်းစာနားလည်မှုရှင်လူလောကမှာမကောင်းတဲ့ဖြစ်ပျက်တွေမကြုံရပါဘူးလူပြီးတောင်းအတိတရားရှိဖို့ပဲလိုတာပါဗျသိပြီလားပွားမင်းချိန်မှာရှင်းပြနေရင်အသေးရလာတော့ရင်ခွင်နေရခိုင်စပယ်ကိုဖတ်နှံလိုက်တော့ကိုညစ်ပတ်ကြီးခိုင်စပယ်နဲ့မင်းချိန်မှာချစ်ချီနူးစွာစနောက်နေမိချိန်လင်းတီပြီးရှိတာညီလေးရုပ်တက်ရောက်လာသူကဖုံးနေလားအခုရှိတယ်သူပြန်မလို့တဲ့အဝတ်စားတွေထည့်နေတယ်မင်းရှိန်ကအပေါ်ထက်ကိုညွှန်ပြလိုက်တော့ဖုန်းနေလာအပေါ်ထက်ကိုပြေးတက်သွားတယ်အလက်ကားလူကြီးစိတ်ပိုကြီးလူကိုလာမချုံလင်းတီပြီးပါစကပွားစီပြောပြီးအဝတ်စားတွေအိတ်ထဲထိုးထည့်နေတယ်သူမှပြန်တော့မဲချိန်ထိဖုန်းနေလာပေါ်မလာတော့စိတ်တူနေတယ်မမလေးမင်္ဂလာပါဗျဖုန်းနေလာအတန်ပေးလိုက်တော့အမေလင်းတီပြီးလှန့်သွားခဲ့တယ်ဖုန်းနေလာမှတီတော့မှခက်တီတီပြတ်နေပြီးနေပါလာလောက်တာလေအလုပ်ကိစ္စနဲ့လားနိုင်ငံတော်တာဝန်နေနဲ့လားခနဲ့တက်မေးလိုက်တော့ဖုန်းနေလာအသေးရသွားပြီဟုတ်တယ်နိုင်ငံတော်တာဝန်ရချီရသူလေးကိုနမ်းဖို့အဲ့လိုပြောပြီးသူမကိုဖက်ပြီးအနန်းရှင်ကြီးပေးလိုက်တော့တယ်
ချစ်သူတိုင်းချစ်နိုင်ကြပါစေဟုတ်ကဲ့ပါပရိသတ်များရှင်အဆုံးထိနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာလည်းခုလိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးမှာမို့လို့ဆောင်းမြောင်အားပေးနာဆင်ပါလို့ပြောကြရင်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။နောက်ရက်ဒီပြန်နေဆုံးထိပါမယ်ရှင်။